ကတော့မြန်မာတွေကမြန်မာပြည်တကယ်မချစ်ကြဘူးဗျကိုကျစီးပွားအတားတော့မြန်မာပြည်ချစ်တယ်လို့လိန်နေကြတဲ့လူတွေနေပုံများပါတယ်အဲ့ဒီထက်မှာခင်ဗျားမပါအောင်နေဖို့တိုက်တော့မှာလေကျွန်တော်လည်းမပါအောင်နေဖို့ကြိုးစားပါမယ်အတန်လေးတော့တီးခံပြီးနောက်ထောင်ပြီးအတန်ဒီနေ့လည်းမကောင်းသေးဘူးနိုင်တော့နောက်နေ့လောက်တော့ကြာအောင်မထင်နဲ့နော်အဲ့တော့အတန်လေးကိုတီးခံပြီးပါအဲ့တော့ပထမဆုံးပြောရမှာကတော့ကျွန်တော်မြန်မာတွေကလည်းနည်းနည်းတော့ဟိုခက်တယ်ဗျာနော်73စီနဲ့ပတ်သက်ပြီးတော့အခုပြဿနာတက်ပြီဘယ်လိုတက်လဲဆိုတော့ထိုင်းဒီဘောတော့ပြဿနာရှာနေကြတယ်ဘယ်မှာလဲဆိုတော့မြဝတီတို့တာချီလေးတို့မြန်မာတွေနော်အဲ့တော့တို့တွေကဘာသာလို့လဲဆိုတော့ထိုင်းတီကိုသွားပြီးတော့မြဝတီလူတွေထိုးကြတော့မဲဆောက်ကိုသွားပြီးတော့မဲဆောက်မှာရှိတဲ့စီဆိုင်တွေမှာသွားတန်းစီတိုးကြတယ်တန်းစီတိုးတော့အကောင်းမတိုးလေဗျာမြန်မာတွေကမြန်မာဆန်တဲ့ခါကျတော့ထိုင်းဘက်တွေမှာပိုးလေဖြစ်လို့ထိုင်းတွေကမြန်မာတွေတော့ချင်းကုန်ကြတယ်မြန်မာတွေကစီးနေကနေမနေကြဘူးပြီးရင်အလူရက်တွေနဲ့အတင်းဝန်တိုးလို့ဆိုတဲ့ဟာမျိုးတွေထိုင်းဘက်မှာတခါလဲနာမည်ဆိုးထိုးရတယ်အခုဒါမြောက်ရီမှာအခုမြောက်ရီမဲဆောက်မှာဖြစ်နေတယ်တာချီလေးမဲဆိုင်မှာလည်းတချို့တွေကားလေးနှမောင်းသွားရလေရှိလို့ကြားတယ်ဆိုတော့ပြောရတော့ဗျာဟို73စီပြဿနာတော့ Iran Israel America ပေါ့နော် Israel America ပူးပေါင်းပြီးတော့ Iran တိုက်တဲ့ဒီစစ်ပွဲကြီးကနေပြီးတော့73စီကတော့အများနဲ့ error ဖြစ်ပြီပေါ့73စီကိစ္စကဘာမှာ73စီကိစ္စတော့အကုန်လုံးစိုးရိမ်နေကြတဲ့ကိစ္စဖြစ်ပြီပေါ့ဗျာမြန်မာမှာလည်းဖြစ်တာပေါ့ဆိုတော့ဖြစ်တာပဲထိုင်းအောင်ဒီကျွန်တော်တို့တဲ့အစကားရဆယ်စားမကတာတဲ့ထိုင်းအောင်အခုရက်60 63ရက်60 90တော့ပဲသူတို့မှာပြင်ထားတာရှိတယ်ဟိုဒီ energy reserve ကိုချန်ထားတာသူတို့မှာအဲ့လိုပဲရှိတယ်ဆိုတော့တို့ကလည်းအခုကန့်တတ်လိုက်တဲ့ခါကျတော့အကုန်လုံးဒုက္ခရောက်ကုန်ကြတော့မြန်မာဆိုပူဆူရောဗျာပူဆူတော့အဲ့တော့အကုန်လုံးတကဘာလုံးရိုက်ခတ်တဲ့ကိစ္စဖြစ်တယ်တကဘာလုံးကလည်းအခုဆိုရင်ဟိုလောင်စာစီကိုယ်မထွက်တဲ့နိုင်ငံ refinery ကောင်းမရှိတဲ့နိုင်ငံတော့ကားအများကြီးသုံးတဲ့နိုင်ငံတွေဆိုရင်အခုတောက်ကတွေရတဲ့ပွေနေပေါ့နော်ဆိုတော့ဥပမာဟောမှုစီလည်းကြားလဲပြောင်းပွင့်သေးပြောင်းမှလည်းမဟုတ်ဘူးစစ်ပွဲလည်းပြီးမဲ့ပုံမပေါ်ဘူးတော်နဲ့ဟိုဒီနေ့ဆိုလဲအီရန်နဲ့အမေရိကန်စစ်ပွဲရဲ့အီရန်နဲ့စစ်ပွဲရဲ့အမြင့်ဆုံးအချိန်ဖြစ်ပြီးတော့အီရန်ရဲ့တမရအိမ်တော်တွေပါတယ်တော့အစ္စရေးကတိုက်ကုန်ပြစ်ကုန်ပြီပြစ်ပြီဆိုတော့အိမ်တော်တွေကပြစ်ပြီဆိုတော့ဒါအစိုးရအိမ်တော်တိုင်းကအထိပဲပြစ်လာတယ်ဆိုတော့တော်တော်ဆိုးဆိုးဝါဖြစ်နေပြီအီရန်ဘက်ကလည်းရတော့လက်စားချီမယ်ဆိုတော့ဘုံတွေ့ရတယ်အစ္စရေးလည်းသူချကြနေပေါ့ဗျာဒါပြဿနာအီရန်မှာလည်းသူ့မှာကြောတော့ခံအားကောင်းတာမရှိနျူကလ িয়ার ကလည်းမပိုင်တကယ်လို့အီရန်မှာနျူကလ িয়ার ပိုင်လို့ရှိရင်သိကြတယ်အမေရိကန်အိမ်မျိုးတော့သူပြစ်ပလိုက်မှာနောက်တစ်ခါဟိုအစ္စရေးရဲ့အစိုးရဖွဲ့အစ္စရေးနဲ့အစ္စရေးကိုလည်းပြစ်ထည့်မဲ့သဘောရှိတယ်ပေါ့နော်ဒါပေမဲ့ခက်တာအီရန်မှာလည်းနျူကလ িয়ার မပိုင်သေးတော့သူတို့မှလည်းလောက်ကင်ခက်တယ်ပေါ့နော်ဆိုတော့ဒါကြောင့်ကျွန်တော်တို့နိုင်ငံနျူကလ িয়ার နဲ့ပိုင်မှုလိုသလားမလိုတယ်လို့ကျွန်တော်ပြောတာပါအခုအီရန်ဆိုရင်နျူကလ িয়ার နဲ့မရှိတဲ့ခါကျတော့သူ့ကိုသူများလာလို့တော့သူဘာမှပြန်ပြီးတော့ကောင်းမလုပ်နိုင်ဘူးသူလုပ်တာလေးတွေကသူများနိုင်ငံမှာပြည့်စည်တယ်ဒါပေမဲ့ဒီစစ်ပွဲရဲ့အနေထားကိုလေ့လာကြည့်ရင်ကျွန်တော်မြန်မာနိုင်ငံအနေနဲ့အများကြီးပြင်ဆင်စရာရှိရဆိုတာပေါ်ပေါက်တယ်နောက်တစ်ချက်ကဒီအီရန်နဲ့အမေရိကန်ချကြတဲ့ပွဲမှာမြန်မာဘာကံကောင်းသားလဲမင်းမြန်မာကစစ်စခန်းတွေအမေရိကန်အခြေစိုက်စခန်းတွေစစ်စခန်းတွေကိုမြန်မာပြည်ကမပေးရတာတော်တော်ကံကောင်းပါတယ်ပေးရင်မြန်မာလည်းပြည်ခံနေမှာပြောမရဘူးအီရန်နော်မြန်မာပြည်တာမဟုတ်ပေမဲ့မြန်မာရဲ့ခြေစိတ်စကားတွေပြစ်တာမျိုးပေါ့ဗျာအမေရိကန်ခြေစိတ်စကားတွေပေါ့ဆိုတော့မြန်မာနိုင်ငံရဲ့ပိုင်တဲ့နယ်မြေထဲမှာညီသည့်နိုင်ငံရဲ့ခြေစိတ်စကားတွေမှာမပေးဘူးလို့ခေတ်ဆက်ခေါင်းဆောင်တွေမူဝါဒချမှတ်ခဲ့တာမှန်လားမင်းအခုဒီပွဲမှာပုံပေါ်လွင်လာတယ်ပေါ့ဗျာအခုဂျန်နဲ့အရှေ့ဘက်နိုင်ငံတွေနောက်ဒီအီရန်နဲ့ပြီးတဲ့အီရန်လှမ်းပစ်လို့ရတဲ့နိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်စခန်းတွေဆိုတော့အီရန်လှမ်းပစ်တော့ထိကုန်ပြီပေါ့ဗျာထိကုန်တော့အီရန်ကလည်းပြောထားပါတယ်သက်ဆိုင်အရှေ့ဘက်နိုင်ငံတွေမဟာမိတ်ညီကူမနိုင်ငံတွေနော်အဲ့နိုင်ငံတွေကိုယူရပြီးတော့ပြစ်တာမဟုတ်ဘူးအမေရိကန်ခြေစခန်းတွေကိုပြစ်တာဖြစ်ပါတယ်ဆိုတော့သူတို့ဟိုပြောထားတယ်ပြောပြီးတော့သူတို့ပြစ်တယ်အဲ့တော့ပြစ်လို့ဒူဘိုင်းကိုပါလို့ဆိုကူလန့်ဖြန့်ပြီးတော့ဟိုဘာလဲဟိုတွေကိုလို့ဟိုလူတွေကိုတော့လန့်ဖြန့်ကုန်ပြီမြန်မာတို့ကပိတ်မိနေပြီဒူဘိုင်းကြောင့်လည်းတတိတွေကဘာလို့လဲတတိတွေကိုလို့ကလည်း private jet တွေငါ private ဟိုလေနေငါပြီးတော့ဟိုရောက်ရနေရတဲ့နေရာထပြန်ပြီးတော့ပြေးမှုပြေးနေကြတယ်ဘာလို့ဆိုမတော်တဆသူတို့ရှိကြလာရင်သူတို့မှလည်းတီကုန်မှဆိုးတော့နော်ဆိုတော့ sorry ဆိုလို့ရှိရင်လည်းsorry မှာဆိုလို့ရှိရင်လည်းဟိုဘာလဲဟိုစီရောန်တို့ဘောလုံးမင်းသားကဘာကျော်ဘောလုံးသမားစီရောန်တို့သူမိသားစုတော် private jet နဲ့တခြားနိုင်ငံစပိန်ကိုရွှေ့သွားပြီဆိုတော့ဒါဘာလို့ဆိုတော့စစ်ပွဲတွေဖြစ်လာရင်အကုန်လုံးမကြေးရိုက်တယ်ဆိုတော့ပြတာပါနော်အဲ့တော့ဒီစစ်ပွဲတွေကိုဘယ်သူမှမလိုလားသင့်ဘူးတိုးတော်လည်းဖြစ်တာတွေဖြစ်ကုန်ကြပြီဆိုတော့ဘာမှတားလို့မရအောင်အခုကဘာမှအဲ့လိုဖြစ်နေအခု private jet တွေငားတဲ့ဟာဒီဘက်မှာတားဖို့နာမည်ကြီးနေဈေးတွေကြီးနေဈေးတွေခုန်တက်နှစ်ဆသုံးဆခုန်တက်ဒါတွေကနောက်ဆက်တော့တရက်တွေပေါ့နော်ဆိုတော့ဖြစ်ကုန်တယ်အဲ့တော့ဒီစစ်ပွဲကချုပ်ကြည့်လိုက်လို့ရှိရင်တော့အီရန်ဘက်ကတော့မလွယ်ပါဘူးအီရန်ဘက်ကတော့အရှုံးဘက်ကကြီးပဲနောက်ကျွန်တော်တို့ဒီဖြစ်ပွဲကနေမြန်မာခေါင်းဆောင်တွေကသင်ခန်းစာယူရမယ်မြန်မာလူထုကသင်ခန်းစာယူရမယ်
ပြီးတော့ကျွန်တော်တို့ကိုယ့်ကိုယ်ဘာပြင်ဆင်ထားတယ်လဲလောက်အောင်ပေါ့နော်ဆိုတော့စစ်ပွဲဖြစ်တဲ့ကအမေရိကန်ဟာတကယ်တမ်းနေလာငါလာဖြစ်တဲ့အခါမှာသူ့နိုင်ငံပေါ်မှာကြည်တစ်ခါမှမကြောက်ကျွန်တော်ပြန်တွေးကြည့်လိုက်အမေရိကန်နဲ့စစ်ဖြစ်တဲ့နိုင်ငံတွေကစစ်တာဖြစ်တာသူ့အမေရိကန်နိုင်ငံပေါ်မှာကြည်တစ်ခါမှမကြောက်ဘယ်မှာကြလဲဆိုတော့အမေရိကန်မဟာမိတ်ဆိုပြီးလှုပ်ထားတဲ့အဲစစ်စခန်းတွေရှိတဲ့နေရာတွေမှာကြီးကြတယ်ပြန်ကြည့်လိုက်ပေါ့နော်ဆိုတော့အီရန်ကလည်းအီရန်ကိုတဲကြတယ်ပေါ့အီရန်ပြန်ပြစ်တဲ့ခါမှာကျတော့အမေရိကန်စီမကြောက်ဘူးအမေရိကန်စီလှမ်းပစ်ဖို့အီရန်မိုင်းပေါင်းထောင်ချီဝေးတယ်ဟာမပစ်နိုင်ဟိုက်ပါဆိုနစ်တွေလည်းမရှိဘူးရှိလေသူဘယ်တော့ပစ်နိုင်မလဲအမေရိကန်မှာသူကဒီဒုံးခွင်းဒုံးစနစ်တွေရှိတယ်လေကားတွေတန်ကွန်ချာတွေရှိတယ်ဒါတွေကိုထိန်းထားတော့သူတို့ကဟိုအမေရိကန်ရတယ်ပြဿနာမရှိသူ့ကိုပစ်လေသူရတယ်တော့မိုင်းထောင်ချီပစ်လေရမရဘူးပေါ့နော်နျူကလ িয়ার မှာမောင်းရင်တန်တဲ့ကောင်အမေရိကန်သိကြောက်တယ်မဟုတ်ဘူးဗျအစ်စီပဲဆိုတော့အီရန်တွေကအခုတော့သူပြန်ပစ်နိုင်တာအိန္ဒိယနိုင်ငံတွေမှာရှိတဲ့အမေရိကန်စစ်စခန်းတွေပဲပြန်ပစ်နိုင်တယ်ဒါတော့ပဲလုပ်နိုင်တယ်ဆိုတော့ဘလို့မှမဖြစ်နိုင်ဘူးအဲ့တော့အမေရိကန်ပြစ်လိုက်တယ်အစ္စရေးပြစ်လိုက်တဲ့ဟာတွေနဲ့ပတ်သက်အီရန်ကာကွယ်ကိုကြိုးစားတယ်အီရန်အဲ့ဒီသူ့ရဲ့ဟိုစစ်လက်နက်ပေါ့နော်လေကြောင်းကာကွယ်ရေးနဲ့စစ်လက်နက်ပစ္စည်းတွေအကုန်လုံးကတရုတ်တို့ရုရှားတို့ယူထားတယ်ဒီပွဲမှာဘာလို့ပြရလဲလို့မင်းတရုတ်ကရုရှားကအမေရိကန်ရဲ့တကယ်ဟိုဟာတွေလာရင်မရှောင်ရှားနိုင်ဘူးပြောတော့တရုတ်ပစ္စည်းတွေအမေရိကန်ပစ္စည်းရုရှားပစ္စည်းတွေကအမေရိကန်လက်နက်တွေလို့အစ္စရေးလက်နက်တွေကိုမရှောင်ရှားနိုင်ဘူးဆိုတော့ပေါ်ပေါက်သွားတယ်။ဟိုခါမီနီကိုလိုမိုအချင်းကြောင်းရင်းမှာဆိုလဲခါမီနီရဲ့အိမ်မှာဒီလိုလေကြောင်းကားတဲ့ဟာတွေမထားဘူးလို့ထင်လို့လားထားမှာပါပဲဒါပေမဲ့ပြဿနာထားတာပဲအခုခါမီနီကိုလိုတော့ရတယ်ဒါပေမဲ့တချို့သတင်းတွေမှာလဲခါမီနီကမဆုံးကိုလိုနီမရှိဘူးပေါ့ဗျာဟန်ဆောင်ထားတယ်ပေါ့တခြားနေရာမှာတဲတောင်မြေတစ်ခုမှာတဲကန်နာတစ်ခုမှာခါမီနီကအေးစင်းလမ်းလျှောက်နေတာတွေ့ရတယ်ဓာတ်ပုံတွေတွေ့ပါတယ်ဆိုပြီးတော့ဝါရပြန်ဖြတ်နိုင်လေရှိတယ်အဟောင်းတွေလားတိလားမသိဘူးသတင်းတွေမှာဝါရဖြတ်ကြတယ်ဒီဘက်ခင်မှာစစ်ပွဲတွေနဲ့အတူတိုက်ပွဲတွေနဲ့အတူတော့ဝါရဖြတ်ချီရန်တရားကိုအကြီးကျယ်တုံးကြတာကိုတွေ့ရတယ်အဲ့လိုဝါရဖြတ်ချီရန်တရားကိုတုံးပြီးတော့မှတစ်ဖက်ရန်သူခြေမောင်းတာတွေလုပ်ကြတယ်ဒါမျိုးလုပ်ကြဥပမာဆိုကြတော့ကျွန်တော်တို့မြန်မာဆိုရင်လည်းဘုရားမကြီးတို့ဘုရားမကြီးအစိုးရနဲ့တော့တက်မလို့ကြီးကဲပိုင်းတွေကိုမျိုးစုံပြောပြီးတော့ပြလိုက်တာတည်သွားပြီးဘာဖြစ်ကုန်ညာဖြစ်ကုန်တရင်ပြောဝါရဖြတ်ဟိုဘက်ကနေဖွာတယ်ရှိတယ်ဒီဘက်ကလည်းမထွက်တော့အာဟုံးကြီးထင်နေကြတယ်ပြီးလည်းတကယ်ပြန်ထွက်လာတော့ဘာလို့လဲဟိုတရင်ကမှားကုန်တယ်ဝါရဖြတ်ချီဆိုဒီလိုအသုံးနေကြတာပါဒီလိုပဲသုံးပြီးတော့မီဒီယာအားနဲ့လက်နက်နီးပညာအကုန်ပေါင်းတုံချနေကြတာဆိုတော့ကျွန်တော်နိုင်ငံမှာလိုအပ်ချက်တွေအများကြီးပြင်အောင်မယ်တိုင်းပြည်ပြင်အောင်မယ်နျူကလ িয়ার နဲ့ရှိဖို့လိုလားမယ်ရှိဖို့လိုအပ်လာတယ်နောက်တစ်ခါဒီအမေရိကန်ကဒေါ်နယ်ထရမ့်ကိုယ်တိုင်ပြောဖို့တဲ့စကားတစ်ခုရှိပါတယ်သူအမေရိကန်နဲ့မြောက်ကိုရီးယားသူရံမဖြစ်ဘူးတဲ့ဘာလို့မဖြစ်လဲမြောက်ကိုရီးယားသူမဖြစ်ရင်အကြောင်းကြီးကမင်းရဲ့တင်းတော်ကိုပြောတယ်မင်းနဲ့မိသားစုတွေနျူကလ িয়ার လက်နက်ကြောင့်ကိုလွန်တော့သိဆုံးတော့မဖြစ်စေချင်လို့ဆိုသူပြောတယ်ဘာလို့ပြောလဲအဲ့ဒါအမှန်ပဲအဲ့တော့မင်းနဲ့မိသားစုတွေနျူကလ িয়ার လက်နက်ကြောင့်ပျောက်သွားပါဘူးခေါ်ပျောက်သွားမှာမမြင်ချင်လို့အဲ့ဒါကအမေရိကန်မြောက်ကိုရီးယားရံမဖြစ်ဘူးတဲ့ဟုတ်တယ်မြောက်ကိုရီးယားရံဖြစ်ရင်မြောက်ကိုရီးယားနျူကလ িয়ার နဲ့ပြစ်မှာပြီးရင်အမေရိကန်ရဲ့မြို့တွေတကယ်မြို့ကြီး၄-၅မြို့ပျောက်သွားနိုင်တယ်အဲ့ဒါမျိုးသူမဖြစ်စေချင်လို့မြောက်ကိုရီးယားသူရံမဖြစ်ဘူးပေါ့ဗျာဒါမျိုးပြောတယ်ဒါအရှင်းဆုံးလားပဲအဲ့တော့အားကြီးသူကနိုင်စရန်လက်နက်အင်အားတားလို့နိုင်စရန်ဆိုတာတော့ကဘာကြီးမှာဒီတိုင်းမသွားနေတယ်ပဲကဘာကြီးကဘယ်သူတည်းမှဟိုတရားနဲ့တော့ဖွဲ့စည်းထားတာမဟုတ်ဘူးဗျာကဘာကြီးရှိတယ်ကဘာကြီးမှာကိုတဲ့ကဘာကြီးရဲ့တဘာဝတရားကြီးကိုတဲ့နော်မမျှတော့အားရှိသလိုအားကြီးသလိုကိုယ့်ကိုအားကြီးအောင်လုပ်ထားဖို့ပဲလုပ်တာဥပမာဆိုကြတာဆိုပေါ့ဗျာခင်ဗျာတေချာတော့စင်တကာတော့စင်တကာတော့ဘယ်ဘဝမှာပရိစိတ်ကမှနိုင်အောင်တိုက်နေမှာမဟုတ်ဘူးဗျာနော်တေချာတော့တေချာတော့ကြာချင်းသေးတဲ့ကောင်တော့ဘယ်တမန်တကောင်မှနိုင်အောင်တိုက်နေမှာမဟုတ်ကိုယ်တမန်ဖြစ်နေတော့ချင်းသေးစားတာခံရမှာပဲကြားစားတာခံရမှာပဲအဲ့တော့ချင်းသေးတွေကြားတွေရောအပြန်စားမခံဘူးဆိုတော့သူတို့အားကြီးတဲ့ကောင်တွေသူတို့လည်းတည်တာပါပဲဆိုတော့ခဘာကြီးကိုလည်းအဲ့လိုတဘာဝကြီးကိုလည်းအဲ့လိုပေးထားတာဆိုတော့အားကြီးကြီးသလောက်တမန်ကမြက်ကိုစားတယ်အဲ့တော့မြက်တွေကတမန်စားဖို့အစားဖြစ်တယ်အဲ့တမန်ကိုကြားတွေချင်းသေးတွေစားတယ်အကြားတွေချင်းသေးတွေပြန်ပြီးတော့လှောင်လောင်နေထဲစားမထည့်ပြီးတော့ပြစားမဲ့ကောင်တွေတက်ရှိတယ်ကော်စီတိုင်းတွေချင်းသေးကြားတွေဘာလုပ်နေရတော့နော်အဲ့လိုမျိုးတွေပေါ့ဆိုတော့အကောင်ကြီးသလိုပါပဲတဘာဝတည်းရဲ့ဒီလို rotate လက်ထားတာဆိုတော့သူအင်အားကြီးမှမှုကသူတို့နိုင်ငံအတွက်ကောင်းတယ်တခြားနိုင်ငံတွေတော့ပြဿနာရှိတယ်အခုအီရန်ဆိုရင်ခံရတယ်ဒါပါပဲသဘောတော့နော်ဆိုတော့အခုဒီနေ့ဒီအီရန်နဲ့အစ္စရေးအီရန်နဲ့အမေရိကန်ချနေကြတော့မယ်အပြန်အလှန်ပြစ်ကြခတ်ကြတော့မယ်အဆုံးသတ်မှာဘယ်သူရှုံးမလဲမင်းတော့တကယ်တမ်းနေလာတိုက်ရင်တော့အီရန်ရှုံးမှာပေါ့ဗျာဒါပေမဲ့လည်းအီရန်လည်းသူ့ရဲ့မြို့ချစ်စိတ်တိုင်းပြည်ချစ်စိတ်နဲ့အီရန်ရဲ့ empire တိဆောက်ခဲ့မှု Persian တို့ရဲ့တမိုင်းဟွာတွေနဲ့သူတို့ပြန်ပြီးတော့သူတို့ရအောင်တက်မှတ်ပြီးထူပြီးတော့အမေရိကန်ကိုပြန်တနည်းနဲ့ပြန်ဒုက္ခပြန်ပေးကောင်းပြီးပါလိမ့်မယ်တစ်ချိန်မှာတော့အခုလောဆိုတော့ကနဦးစစ်ပွဲမှာတော့အီရန်တော်တော်ထိနာမဲ့ပုံအီရန်ခေါင်းဆောင်တွေလည်းရောက်40ကျော်50နီးပါးတောက်ပြီးတော့လုံခြံခံရပြီးပေါ့နော်ဒါတွေကဆက်တွေပေါ့အဲ့တော့ရှင်းပြတော့ဒီပွဲတစ်ပွဲပြီးမှစစ်လက်နက်ရေးရကိစ္စမှာလည်းအမေရိကန်က message တစ်ကမ္ဘာလုံးပေးပြီးသားဖြစ်သွားတယ်ကမ္ဘာလုံးမှာရှိတဲ့နိုင်ငံခေါင်းဆောင်အသီးသီးကိုလည်းဒါလည်းဆိုတော့မင်းတို့ငါတို့နဲ့ရန်ဖြစ်ရင်အခုလိုဖြစ်သွားမယ်ခါမီနီလိုဖြစ်သွားမယ်မာဒူလိုဖြစ်သွားမယ်ဆိုတော့
သတင်းစကားပေးပြီးသားဖြစ်သွားတယ်နော်နောက်တစ်ခါဘာလဲဆိုတော့ဒီလောင်စာစီရင်းနှီးလောင်စာစီစစ်ပွဲဖြစ်ရင်ရင်းနှီးလောင်စာစီလောင်စာစီအရန်အားကောင်းတဲ့နိုင်ငံတွေတောင့်ခံနိုင်လိမ့်မယ်အားမကောင်းတဲ့နိုင်ငံတွေကတော့ဘောပြစ်ပြီနိုင်ငံရန်တရားတွေလက်ပတ်မှုရပ်သွားနိုင်တယ်ပေါ့ဒါတွေ message ပေးပြီးသားဖြစ်တယ်နော်ပြီးတော့ငါတို့နဲ့ရှင်ပြိုင်တဲ့နိုင်ငံတွေနဲ့မဟာမိတ်တွေတွားလို့ရင်မင်းတို့ဘာဖြစ်မလဲဆိုတော့မြင်နေမလားဆိုတာမျိုးတွေမြင်ကွင်းမျိုးတွေကိုအမေရိကန်ကလူတွေပေါ်မှာပေးတဲ့ message ပေါ်များတာပေးလိုက်စစ်လက်နက်ကလည်းအရေးကြီးပါတယ်အမေရိကန်လက်နက်တွေဘယ်လောက်ဆန်းလဲပါလဲဆိုတော့နောက်ကျရင်ကုန်းနိုင်ငံတွေကကြည့်နေအမေရိကန်ရှင်လက်နက်တွေအလူရဲ့ပြုံတူးဝယ်ကြအောင်မယ်ပြီးအမေရိကန်ကမ္ဘာညီချမ်းရေးဖွဲ့ကြီးတွေကိုအားလုံးသူပါခြင်းနဲ့ငါပါခြင်းနဲ့ဝင်တူးကြအောင်မယ်အဲ့တော့ကုလသမဂ္ဂဆိုတဲ့ဟာကြီးကလည်းကြောင်းရတော့ငါအမေရိကန်လို့ရင်ကုလသမဂ္ဂဆိုဘာမှမဟုတ်ဘူးဆိုတာမျိုးပြပြီးသားလည်းဖြစ်သွားတယ်အများကြီးပါနော်အများကြီးပါအခုကျွန်တော်ပြောရတဲ့ပုံပြီးခါစဉ်းစားတတ်ပါတယ်ပုံပြီးစဉ်းစားပြီးပြောပါကျွန်တော်လည်းကိုယ်လည်းလေတော့ရားမောနေဆိုတော့အဲ့တော့ကိုယ့်ကိုစဉ်းစားနိုင်ပါတယ်ဒီဖြစ်စဉ်ကိုကြည့်ပြီးတော့ခြေခြေလေးနဲ့စဉ်းစားပါဒီဖြစ်စဉ်တွေမှာဟဲ့ဘယ်မျိုးဖြစ်သွားပြီလဲဘာလို့အဲ့လောက်နဲ့မစဉ်းစားပါနဲ့အဲ့ဒါနဲ့ခြေခြေလေးအပေါ်တက်ပြီးတော့ခက်မြင့်မြင့်လေးတက်ပြီးစဉ်းစားကြည့်ပါနောက်ဆိုတော့ကြရက်ပါတယ်ဖြစ်နိုင်တယ်ပေါ့နော်စဉ်းစားကြည့်ပါအဲ့လိုစဉ်းစားပြီးတော့ကျွန်တော်တို့ကလည်းကိုယ့်ကိုယ်စောင့်ရှောက်ရမှာဖြစ်ပါတယ်အခုဒီနေ့ပဲမနေ့အောင်ကျွန်တော်ပြောတယ်ဒီနေ့ဆိုရင်ပဲ73စီကပြဿနာတက်ပြီလူတွေကျွန်တော်တို့ဘယ်လောက်ပဲဖြောင်းပြထမှာလူတွေကသူ့ဆိုရင်လူတယောက်ချင်းစီရဲ့ရင်ထဲကစိုးရင်တော့ကောက်ကျွန်တော်ဖြောင်းပြလို့မရဘူးလူတယောက်ချင်းစီရဲ့ရင်ထဲကဒီတကယ်ရတဲ့အကျိုးစီးပွားကိုကျွန်တော်ဖြောင်းပြလို့တားမြစ်လို့မရဘူးနော်အဲကျွန်တော်ဘာမှတားလို့မရဘူးအဲ့တော့လူတွေကဘာလို့စိုးရင်နေကြလဲတစ်ချက်လောင်စာပြီးမြန်မာနိုင်ငံမှာလောင်စာပြီးတက်လက်တော့မဟုတ်လူတွေကစိုးရင်နေကြတယ်တက်လက်တော့လို့ရှိရင်ငါကားလေးတော့မအောင်ဘူးတော့ငါမိဆက်လေးတော့နှိုးအောင်မို့တော့ငါအလုပ်တော့တော့မှာပဲငါတော့ဖြစ်တဲ့ခဲခဲဖြစ်တော့ပါဆိုတော့တကူစားစိုးရင်ပူပန်မှုတွေနဲ့ကိုရှိတဲ့ကားကိုစီတိုးထဲဝင်မလေးဖြစ်အခုဝင်တိုးထဲကြတယ်။တဲ့ကတော့ဘာဖြစ်လဲဆိုတော့ပြုံတိုးသလိုဖြစ်ကုန်တယ်။ပြုံတိုးတွေတော့73စီသမားတွေအကြိုက်ဖြစ်တယ်။73အကြိုက်ဖြစ်တယ်။73စီသမားတွေကအစိုးရစာချုပ်ချုပ်ဝင်ထားတာအများကြီးရှိတယ်။အများကြီးရှိပါတယ်။ဒါပေမဲ့လူတွေ message ကိုအမှန်တိုင်းမပေးတဲ့အခါကျတော့လူတွေပြုံတိုးတယ်။အခုမန္တလေးမှာလည်းဖြစ်တယ်၊ရန်ကုန်မှာလည်းဖြစ်တယ်၊နေပြည်တော်မှာလည်းဖြစ်တယ်။စဖြစ်တယ်ပေါ့ဗျာ။ဒါပေမဲ့အများကြီးမဟုတ်ဘူး။ခင်ဗျားတို့ရိုးစိုးပါတော့ဖြစ်တယ်။တက်စီနည်းနည်းလေးတိုးနေကြပြီ။နည်းနည်းတန်းနေစီနေကြပြီတချို့ဆိုင်တွေဆိုရင်အပြည့်မရတော့လို့ပြောတယ်အပြည့်မရဘူးအပြည့်မရောင်းဘူးဗျာကားစီတိုင်းကြီးအပြည့်မရောင်းတော့9000လို့9000 6000လို့6000အဲ့လိုမျိုးပဲရောင်းတော့မယ်ဗျာ3000လို့အဲ့လိုမျိုးရောင်းတော့မယ်ပေါ့ဆိုပြီးလုံးကြတာတွေ့ရတယ်ဒါတခါနေသက်တွေကတော့ခုနကမဲဆောက်တီကတော့အရက်ကွဲကြတာပေါ့မဲဆောက်ကအရက်ကွဲကုန်ကြတယ်ထိုင်းတီကတော့အရက်ကွဲကုန်ကြတယ်ပေါ့အဲ့လိုဖြစ်ကုန်ကြတယ်ပေါ့နော်ဆိုတော့အဲ့လိုဖြစ်နေတော့အစိုးရကိုကျွန်တော်ပြောခဲ့ဘူးလေမနေ့ကလည်းကျွန်တော်ပြောတယ်အစိုးရတခုထုတ်ပြန်ဖို့လိုတယ်လူတွေစိုးရင်တော့ကောက်ဖြစ်အောင်ထုတ်ပြန်ဖို့လိုတယ်လူတွေရှင်းရတယ်ဗျာကျွန်တော်တို့အိမ်တိမ်မှာတော့အားလုံးကဆန်ပြတ်တော့မယ်ဆိုတာသိရင်တားပြီးတော့ကပူလောင်မှုဖြစ်မယ်အဲ့တော့အော်ဒီဆန်ရောနောက်ဘယ်နည်းကကြာသေးတယ်ဒါပေမဲ့နောက်ဘယ်နည်းကကြာသေးတယ်အဲ့ရက်မတိုင်မှာငါတို့ဆန်သစ်တွေထပ်ရောက်ဖို့ရှိတယ်စိတ်ပူမှုနေတယ်လို့ပြောရင်တားပြီးတယ်ဒါပေမဲ့အော်အေးရတာပဲဆိုစိတ်အေးလေဖြစ်မယ်မဟုတ်ရင်ဆန်ပြတ်တော့မယ်ဆိုတာဒီတားပြီးဆန်ပြတ်ပြုံတော့မလားဘာဖြစ်လို့ညာစိုးရိမ်မှုတွေတားပြီးမှခံစားမှုဖြစ်တယ်တိုင်းတန်းပြီးသားတွေမှာအဲ့တော့တချို့တွေကဘာလို့တန်းစီတိုးပြီးတော့စီကိုတန်းစီတိုးပြီးတော့ဘာလို့လဲဆိုတော့စီကာရှိတဲ့ကားနဲ့တန်းစီတိုးပြရတဲ့စီကိုထုတ်ပြီးတော့ပြန်ရောက်အဲ့လိုမျိုးနဲ့ခုနမှောင်ကိုစီးပဲကြီးကိုပြန်ပေါ်လာမပေါ်လာဘူးလားဗျာပြီးရင်ခုနဒီစီတကယ် quality မရှိတဲ့စီနဲ့ quality ညံ့တဲ့စီနဲ့ရောပြီးတော့ mix လုပ်ပြီးတော့zero market ထဲမှာပြန်ဖြန့်ရအောင်မလုပ်ဘူးလားဘာလို့မြန်မာကထုတ်တဲ့စီတွေစီကျန်းတယ်စီညံ့တယ်73စီညံ့တယ်ဒါပေမဲ့အဲ့ဒါကိုဘကနိုင်ငံတွင်းတဲ့စီနဲ့ပေါင်းပြီးတော့ရောပြီးတော့ရောသမားတွေမျိုးပြီးတော့ပြန်ပြီးတော့ရောင်းရင်အဲ့စီသမားတွေအတွက်မမြတ်ဘူးလားပတ်ဆက်တွေမြတ်ကုန်တာပေါ့လူတွေပြုံတိုးနေလေစီသမားတွေအတွက်မြတ်လေလေပဲစီသမားတွေကြိုက်နေလေပဲအဲ့တော့စီသမားတွေအတွက်ကိုဒါကြီးကစားဝိုင်းဆိုရင်မဖြစ်အောင်လေကျွန်တော်လူတို့ကလည်းဘာလို့လဲဆိုတော့ကိုယ်ကောင်းအောင်မှာကိုယ်တပတ်ဆိုတပတ်စာလုံးတော့တပတ်စာတရက်စာဘာမှမဖြစ်ဘူးဝင်တော့ဖြည့်သွားနေကိုဖြည့်သွားရင်ရပြီကျွန်တော်ဒီနေ့စီဖြည့်ခဲ့ပါပြီပုံနဲ့ကျွန်တော်ဒီနေ့စီဖြည့်ခဲ့တယ်ကျွန်တော်ဘာလို့လဲဟောကျွန်တော်ပုံမှန်ဘယ်ချိန်ပြည့်ကျွန်တော်ကားကိုစီအပြည့်ဖြည့်လို့ရှိတယ်အခုအပြည့်ဖြည့်ထားလိုက်တယ်ပြီးနောက်နေ့ကျွန်တော်တော့တိုးဖို့မဟုတ်တော့နောက်တပတ်လောက်ထိကျွန်တော်မတိုးတော့10လောက်ထိမတိုးကျွန်တော်ကားစီမကုန်မချင်းတော့မတိုး10လောက်ထိလှည့်ကိုမကြည့်ဘူးပုံဘာလို့လဲဆိုတော့ဆိုတော့ခါရင်းနဲ့ကျွန်တော်တော့တိုးနေကျွန်တော်လိုတိုးရလူများသွားရင်ကာဆိုင်မှာတန်းစီပြုံလို့နေတိုင်းပြည်ကဒုက္ခမှာလူတွေအော်တော်လို့ဖြစ်မယ်အဲ့ဒါမဖြစ်စေချင်ပါဘူးဒါကြောင့်ကျွန်တော်တို့မတိုးပါဘူးခဏကားမှာစီက9ရက်လောက်မောင်းလို့ရှိတယ်ခဏစောင့်လိုက်ပါ3ရက်လောက်မောင်းလို့ရှိတယ်ဆိုရင်တော့2ရက်လောက်မောင်းလို့ကျန်တယ်တော့တိုးရတယ်3ရက်လောက်4ရက်လောက်9ရက်လောက်ကျန်နေသေးတယ်စားလို့ရှိတယ်ကိုယ့်ကိုသိပါတယ်ရက်ထားပေါ့ဗျာဘာဖြစ်လို့တုံပြုံတိုးကြမှာလဲပေါ့မလုပ်ကြဘူးပေါ့ဒါကလူတွေ panic buying ဖြစ်လို့ရှိရင် panic buying ဖြစ်တာနဲ့ဘာဆက်ဖြစ်လဲမင်းဈေးတွေခုန်တက်ကိုဘယ်လိုဈေးတက်နေပြီစီးဈေးကတလီတာတိုင်းကိုအနည်းဆုံး50နဲ့150 200ကျားတက်သွားတယ်ကဲဘာလို့ဒါတွေကမဖြစ်သေးဘူးပေါ့နော်အဲ့တော့အစိုးရကဒီနေ့ထုတ်ပြန်ဖို့ကျွန်တော်အမြဲပြောတယ်အစိုးရဒီနေ့ထုတ်ပြန်တယ်ဘာထုတ်ပြန်လဲဆိုတော့ဒါကြိုတင်လို့ရမယ့်ကိစ္စတွေပါနော်အစိုးရဘာလို့လဲဆိုတော့
လက်ရှိတဲ့ကမ္ဘာနိုင်ငံအခြေအနေများအရာတဲ့အရှိတဲ့ဘက်ဒေသအတွင်း၌တဲ့စစ်ရေးပြိပများကြောင့်လောင်စာစီတည်သူတမန်များဖြင့်သေဖို့ဆိုတာရေနံကြောင်းတစ်လျှောက်တွေအတားဆီးအဟံတာပိတ်ဆို့များဖြစ်ပေါ်လျက်ရှိပါသည်တဲ့အထက်ပါအခြေအနေများကြောင့်73စီချို့ကြံချွေတာရင်းတဲ့ဖူလုံရှိတဲ့အတွက်တဲ့2016ခုနှစ်မတ်လ9ရက်မှာစပြီးပုဂ္ဂလိကယာဉ်များလုပ်ငန်းသုံးယာဉ်များနဲ့တေဖို့ဆောင်ယာဉ်များသည်တဲ့အောက်ပါစီကံတက်တဲ့ခြင်းများနဲ့အညီမောင်းနှင်အသုံးပြုရန်ဖြစ်ပါသည်တဲ့နော်တိချက်ကလာစဉ်စုံရက်များမှာတဲ့စုံနံပါတ်အခရာပါတော့ဥမာ 2A 4A စသဖြင့်မရက်များတွင်တဲ့မနံပါတ်အခရာပါတော့ဥမာ 1A 3A စသဖြင့်ပုဂ္ဂလိကယာဉ်များကမောင်းနှင်အသုံးပြုရန်ဖြစ်ပါသည်တဲ့ EV modelဆိုင်ရာနေ့စဉ်မောင်းနေပါသေးတယ်ပြော EV ကလည်း AC ပေါ့ဗျာနော်နေ့စဉ်နဲ့အများပြည်သူပို့ဆောင် model ယာဉ်များအငှားယာဉ်များ taxi တိုးပို့ဆောင်ယာဉ်များစောက်လေလုပ်ငန်းသုံးယာဉ်များကုန်စည်ပို့ဆောင်ယာဉ်များဒူနာတင်နေပိုင်ယာဉ်နဲ့စီမံမိုက်သိယာဉ်များအသုံးပြုနိုင်ပါသည်တဲ့နော်73ပြည်လုပ်ငန်းရှင်များကအများပြည်သူအနေဖြင့်73ပြည်ဝယ်ယူစုဆောင်းခြင်းဈေးနှုန်းမြင့်တွေရောင်းချခြင်းများလုံးဝမပြုလို့ရန်ဖြစ်ပါသည်တဲ့တို့ရအထက်ကစီမံသတ်မှတ်ချက်များသည်တဲ့တမန်ရတစုံတရာထုတ်ပြန်မှုမရှိသည့်အချိန်ထိအတီးပြကြောင်းနဲ့အစိုးရစည်းကမ်းသတ်မှတ်ချက်များဖောက်ဖျက်ကျူးလွန်ပါကတည်ဆဲဥပဒေအရရေးယူဆောင်တော်ဖြစ်ကြောင်းသိပြပါသည်ဆိုပြီးတော့အမျိုးသားကာကွယ်ရေးလုံခြုံရေးကောင်စီထုတ်ပြန်တယ်ဆိုတော့အဲ့ဒါတော့ပြည်သူဘာဖြစ်သွားမလဲဆိုတော့ကားနှစ်စီးရှိတဲ့လူကပြဿနာမရှိဘူးထားရတော့ဗျာသူပြောဆို 2A ရှိတဲ့ကားစုံနံပါတ်ရှိတဲ့ကားရဲ့မနံပါတ်ရှိတဲ့ကားနှစ်စီးရှိတဲ့လူကပြဿနာမရှိဘူးမနံပါတ်ကားစုစုပေါင်းမှာတစ်စီးရရှိလူကြတော့ကဲစုံရက်ကြရင်ကျွန်တော်မရက်ဆိုတော့ကျွန်တော်မထွက်ရတော့ဘူးလားကျွန်တော်လုံးလို့ရတော့ဘူးလားဘယ်လိုလုပ်လဲကျွန်တော်ကဲကျွန်တော်တို့အဲ့လိုကျွန်တော်တို့ပဲလူအများကြီးရှိတယ်အစိုးရထုတ်ပြန်တာမှန်ပေမဲ့သူတို့ထုတ်ပြန်ထားတာဘယ်လိုလဲထုတ်ပြန်သူတို့ထုတ်ပြန်တဲ့ပုံစံမှာလွဲချော်နေတာလို့ကျွန်တော်မြင်တယ်တခုရှိတယ်အခုဒီလမ်းတွေမှာပြေးနေရန်ကုန်မျိုးထားပါဗျာရန်ကုန်အများဆုံးပါဘတ်စကားတွေကလူတကယ်အစီအပြေးဘတ်စကားတွေဖြစ်တယ်လို့ခင်ဗျားထင်လို့လားသူကလည်းသူကပြည့်ကျက်နေကားတွေကအလုပ်ချိန်မှာလို့ပြည့်ကျက်ပြီးပြက်ညက်ကျက်တိတ်ပြီးစီးနေရတာကျုံတော့မောင်းပါပြီနဲ့ယထာပို့ဆောင်ရေးလည်းပြည့်အောင်တေချာလုပ်မပေးနိုင်ဘူးဗျာကဲကားရလည်းစနစ်ကြတေချာလုပ်မပေးနိုင်ဘူးဗျာဒါဝဲမှာဒီ public transportation ကိုအစိမ့်မြောင် specialist ဖြစ်အောင်တေချာလုပ်မပေးထားနိုင်ပဲနဲ့ဟိုကားတော့ဒီလိုလို့ဆိုရှောက်ပိတ်တာကြီးကလူလူအတွက်တော့အဆင်မပြေနိုင်ဘူးဗျာဟိုလည်းပြန်ကုမ္ပဏီရုံးလုပ်ငန်းတွေမှာတွားတက်တဲ့တတိတွေလုပ်ငန်းရှင်တွေ manager CM level တွေရှိမယ်တခြား level တွေအားလုံးရှိမယ်တို့ကကြတော့ဗာလေကားနှစ်စီးမှမရှိတစည်းလေးဆိုဘယ်လိုသွားမလဲဒါလည်းပေါ့လေပြန်မှန်တော့နေရတော့မဟုတ်ဘူးတို့တော့လိုချက်တို့တားတယ်ဆိုရင်ကျွန်တော်လိုက်နာရမှာပဲတို့တော့ကိုလုတ်တဲ့မှားသလားမှန်သလားပြန်စဉ်းစားဖို့လိုလေဗျဒါကြရင်လေဟိုဒါကတော့ကျွန်တော်ပွင့်နေကြတော့ဟိုမားရခဲ့ရပါတဲ့ရက်တွေနော်စုံရခဲ့ရပါတဲ့ရက်တွေစုံရက်ထွက်မားရခဲ့ရပါတဲ့ရက်မားရက်ထွက်ဆိုတော့ကျွန်တော်တို့ဘုရားကြီးထိုင်နေရမှာလားကျွန်တော်တရားချတဲ့အလုပ်ကိုသွားမှာလားအဲ့ဒါလည်းမဟုတ်တယ်ဘူးလို့ထင်တာပဲဗျာနော်သူ့တမချက်ကြီးပြောတာပါနော်ဟိုဒါမြေမှာတော့ဘယ်လိုလုပ်လို့ရင်ထိခဲ့ရဖောင်းမလားမသိအဲ့အတွက်နော်မကျွန်တော်တို့ဆိုတမတက်ပြီကားတစ်စီးပဲရှိတယ်ကဲဘယ်လိုလုပ်အဲ့ဒီစီးကျွန်တော်ဘယ်လိုလုပ်သွားမှာကဲကျွန်တော်ထွက်တဲ့ကြတာစုံကြီးကျွန်တော်ကမဆိုတော့ကျွန်တော်ဖမ်းပါလားကျွန်တော်လုပ်မယ်တော့ကျွန်တော်ကကားပြုတ်လို့ထင်တယ်မပါဘူးသွားစီလို့လည်းမပါဘူးဒါကြရင်အများပြည်သူအတွက်အစိုးရကရှင်းပြောရင်အများပြည်သူအတွက်အစစ်အမှန်လုပ်ပေးထားပြီလေမလုပ်ထားပြီပဲလို့တချို့စီးကနေဟိုလူတွေကိုဒုက္ခပေးလို့ပိုဖြစ်တတ်တယ်ဘေးကျန်ကြပို့ပြီးတော့လုပ်လို့ဖြစ်တတ်တယ်အရေးကြီးဆုံးသူတို့လောက်မှာအခုဒီချက်မှာ73စီဟာနောက်ဗရဏတိလုံးလုံးအောင်ရှိတယ်စိတ်ပူစရာမလိုဘူးနောက်ထပ်သမောတွေဘလို့ပြင်ထားတယ်ဘာတွေရဖို့ရှိတယ်စိတ်ပူစရာမလိုဘူးဆိုတာမျိုးလူတွေရဲ့စိတ်ပိုင်းဆိုင်ရာယာယီအဖြစ်ဖြစ်စီစိတ်ပိုင်းဆိုင်ရာလက်ခံရရှိအောင်နည်းနည်းလေးထုတ်ပြန်ပေးမယ်လို့မစင်စားဘူးဥပမာဆုံးကြပါသူပြကျွန်တော်ရိုးရိုးလေးပဲကျွန်တော်ပြောမယ်ကျွန်တော်တို့နိုင်ငံရဲ့တရက်တာ73စီ3တဲ့ပမာဏတလောက်ရှိတယ်ဒါထုတ်ပြန်လိုက်တဲတာတော့မှလောက်ရှိတယ်အမြင့်ဆုံးတော့မှလောက်ရှိတယ်နည်းနည်းတော့ရှိတယ်အဲ့တော့ကားတစ်စီးဟာစီတခါထည့်ပြီး9ရက်လောက်ခံတယ်အဲ့9ရက်လောက်ခံတဲ့အတွက်အဲ့9ရက်အတွင်းမှာ9ရက်တည်းမှာကိုယ့်လက်မရမချင်း9ရက်တစ်ပတ်လောက်မှစီကိုပုံမှန်သွင်းရဖို့နေ့စဉ်မလုပ်ကြဘူးမလို့ရင်ကားနံပါတ်တွေနဲ့မှတ်ပြီးတော့စီကိုကားနံပါတ်တွေနဲ့မှတ်ပြီးတော့ဒီကားနံပါတ်ကဒီနေ့စီရောပဲစီတိုင်းမှာကြည့်လိုက်ပေါ့ဗျာကားနံပါတ်တစ်စီးကဒီဆိုင်မှာဖွဲ့စီဖြစ်တယ်ဘယ်လောက်ပဲတသိန်းမဖြစ်သွားတယ်တသိန်းမဖြစ်ဒီဘယ်နည်းစီးပြီး3ရက်လား2ရက်လား9ရက်လားအဲ့တက်ပြီးနောက်တေးဆိုင်မှာတော့ဖြစ်နေမင်းဟိုဆိုင်မှာတသိန်းမဖြစ်နေကြတယ်ခဏရက်နောက်အဲ့လို system တခုတိဆောက်ပါလားဗျာဘာဖြစ်လဲအဲ့ဒါကျွန်တော်လေးအဲ့ဒါပြောရဲအစိုးရကျွန်တော်တကရန်တွေ့သူဖြစ်ဦးမယ်ဆိုဘာ system တခုမတိဆောက်ဘူးလူတွေမှန်သေးချာမရှင်းပြဘူးဒီလိုဖြစ်တတ်တယ်ဆိုတော့မစဉ်းစားတော့ဘူးပြီးတော့ဒီပါလဲအများနဲ့ energy reserve ချန်ထားဖို့ကျွန်တော်တို့အချိန်ကြီးပြောခဲ့ဘယ်တော့မှမချန်ထားဘူးကျွန်တော်ရင်ကပြောခဲ့ပြီမှတ်မိတာပြီဟုတ်မချန်ထားဘူး6လဆို6လတစ်နှစ်ဆိုတစ်နှစ်3လဆို3လချန်ထားပေါ်ထိုင်းအောင်ချန်ထားတာ2လကအနည်းဆုံးချန်ထားလေအခုချီချောင်းလည်းမပြောဘူး2လကထိုင်းကိုကျင်ညာလိုက်တယ်2လကရှိတဲ့အတွက်ငါတို့တွေစနစ်ကြ300အောင်ကျင်ညာတယ်2လကရှိတဲ့အတွက်လူတွေကပြုံလို့တော့2လပြီးဒီစပွဲတွေကပြီးသွားခဲ့ရင်
တို့အေးစေတို့ဆိုရထိုင်းဆိုရကိုထိုင်းပြည်သူကယုံကြည်ရတယ်ပြုံမတူမြန်မာတွေကပြောရင်လက်ဆောင်မှာရှက်ခွဲနေတာကိုယ်နိုင်ငံကိုပြောရှက်ခွဲနေတာပြုံမတူတို့ဆိုရတို့ယုံနေအခုမြန်မာဆိုရကိုလူတွေကယုံကြည်ရင်ပြုံမတူအခုဒီမှာလောရတာရှိနေအဲ့ကောင်ဆွဲစီတောင်းတဲ့အဲ့လိုသေချာလောက်အောင်ဒါမျိုးတွေကိုစနစ်တကျပြန်ခွဲထုတ်လို့တော့အခုသူထုတ်ပြန်တာကိုကျွန်တော်ကြည့်ပြီးတော့ဆိုချင်းမှာတော့အားမရဘူးဆိုတော့ထုတ်ပြန်နေဗျအားမရဘူးဒါအားမရဘူးကျွန်တော်တို့ရှင်းရှင်းလေးနောက်6လောက်ရတယ်ရှိတယ်စိတ်မှုနေဆိုပြီးတော့မြန်မာနိုင်ငံစက်သုံးစီဘယ်ကတွင်းနေလဲဆိုပြီးမိကုန်းဘယ်ကတွင်းနေလဲပေါ့မြန်မာနိုင်ငံစက်သုံးစီကအများသောဖြင့်ဒီမြန်မာနိုင်ငံပေါ့ဗျာမြန်မာရင်းနှီးတင်သွင်းမှု92%ရာခိုင်နှုန်းပင်လယ်ကွေ့နိုင်ငံတွေကဖြစ်နေတယ်ဆိုတာမျိုး data ထွက်လာတယ်နော်အမေရိကန်စွမ်းရည်သတင်းချက်လက်ဟာထုတ်ပြန်ချက်ပေါ့နော်ထုတ်ပြန်ချက်ပါမြန်မာနိုင်ငံရဲ့ဟွာကဒီစစ်ပွဲဖြစ်တာ4ရက်5ရက်ထဲရောက်လာပြီအဲ့တော့ဖြစ်တဲ့အချိန်မှာမြန်မာနိုင်ငံစွမ်းရည်92%ရာခိုင်နှုန်းလောက်ရင်းနှီးစိမ်းက90နိုင်ငံတော့ပင်လယ်ကွေ့နိုင်ငံတွေဖြစ်နေတယ်ဆိုတော့တွေ့ရတယ်ဥပမာဆိုကြလို့ဘယ်လိုနိုင်ငံတွေလဲဆိုတော့ပင်လယ်ကွေ့နိုင်ငံမြန်မာ92အာဖရိကဆို46%ရာခိုင်နှုန်းဟာတရုတ်ဆို50%ရာခိုင်နှုန်းအဲ့ဒါနေဒေတာရင်းထွက်လာတယ်ဆိုမြန်မာနိုင်ငံ92%ရာခိုင်နှုန်းဟာဟိုထဲမှာပင်လယ်ကွေ့နိုင်ငံတွေဆိုတာခုနစစ်ဖြစ်တဲ့နာနဲ့ဆက်ဆက်တဲ့နိုင်ငံတွေတွားနေတယ်ရုရှားကလည်းမသွင်းနိုင်စင်ကာပူစီပြောပြီးတော့ကျွန်တော်တိုင်းရဲ့စက်သုံးစီတွင်းနေတဲ့ကိစ္စနဲ့ပတ်သက်ရင်လေတကယ် investigate လုပ်ရည်လေအကုန်လုံးမြေလံပြစ်လို့ရတယ်ရှုပ်ပုံမှာဇလန်းနေမြန်မာပြည်စီတွင်းနေတဲ့တတိတွေကိုလို့ဘယ်နေရာတွင်းနေလဲခင်ဗျားတို့ပုံဝင်လည်းမခံကြဘူးစက်သုံးစီတွင်းတဲ့လူတွေပုံဝင်လည်းမခံကြဘူးဘယ်နေရာတွင်းနေလဲပုံဝင်လည်းမခံဘာလို့ဆိုတော့ပုံဝင်လည်းဝင်ဆိုင်အမှန်တိုင်းသိသွားရင်ပြည်သူလူထုကစိတ်ဆိုးမှာဆိုလို့ပြီးတော့သူတို့မြတ်နေတဲ့အမြတ်ကြီးကတောက်လဲမြတ်နေတာသူတို့လူသိမှာဆိုလို့တောက်လဲကျွန်တော်ရိုးရိုးပြောမယ်နော်ကော်တောင်းနဲ့ကတတိတယောက်ကော်တောင်းနဲ့တတိတယောက်နမူနာပေးမယ်ဘယ်သူလို့ပြောတတိတယောက်စက်သုံးစီဘယ်ရလဲထိုင်းရေတပ်ကိုသူကျေးဇူးတင်တယ်မလေးရှားရေတပ်ကိုကျေးဇူးတင်တယ်အင်ဒိုနီးရှားရေတပ်ကိုကျေးဇူးတင်တယ်ထိုင်းရေတပ်လိုဟာမျိုးကကျွန်တော်ပြောရင်ထိုင်းရေတပ်လိုဟာမျိုးကမြန်မာပြည်တက်လောက်ဟိုဟာအများကြီးလုပ်စရာမလိုဘူးလေအများကြီးသူကစစ်စေးလုပ်စရာမလိုဘာမှတော့ပင်လေသူပင်လေကျင်းနေသေးတယ်ပြင်အဲ့တော့တို့ရတဲ့ budget တွေရှင်နိုင်ရတဲ့ပမာဏတွေကမြန်မာဟိုလေးရောက်လို့မြန်မာတတိတယောက်ကတော်တော်ဆင်ပြေတယ်ဆိုပဲဒါမျိုးတွေအဲ့ဒါဘယ်အဲ့စီအဲ့ဒါပြီးတော့ဟိုစင်ကာပူစီဆိုပြီးတော့ရောချတယ်ဟိုခုနကလည်းကျွန်းတွေမှာကပ်ပြီးတော့စီတွေတဲတယ်လှဲတယ်နော်အားခဏကျွန်တော်အဲ့ကြောင့်ရှုပ်ချက်ခက်နေအောင်ဇာတ်လမ်းနေရှိတယ်ဟုတ်စီတွေမြန်မာပြည်ကတတိတွေစီကိုဈေးသက်သာတဲ့နေရာတွေကိုရှာတတ်တယ်ရတယ်ပြီးတော့ပလန်ဂျိုမပညာကိုအစိုးရတယ်တော့ကျွန်တော်တခါရရင်အခုဒီလိုဖြစ်တော့မှတခါတည်းဖိနေချင်းတိုင်းဖြစ်တယ်လို့ဒုက္ခရောက်ကြကိုယ်ကဖြစ်တယ်လူလူကိုထားပြီးတော့ဟိုပြောဒီပြောတော့ရှင်းမရတော့လူလူမှာလည်းအလုံးတော့မရှိဘူးမှားနေတော့ခဏဒီတာဘူးနဲ့တောင်းရမယ်လူစာကြနဲ့တိုးရမယ်လူအဲ့လူတွေကမှားနေလို့ပြောမယ်ဘယ်လိုပြောမလဲသူတို့လည်းတချို့ခက်ခဲရှိတာပဲဆိုတော့အစိုးရမှာ plan မရှိဘူးဆိုတာပို့ပေါ်နေတယ်အစိုးရရေးပေါ်တစ်ခုဖြစ်လာရင်နေလားငါလားဖြစ်လာရင်ဘာ plan မှမရှိဘူးဟိုတက်မတော်ကတော့သူ plan သူရှိပေမဲ့အစိုးရဖြစ်တဲ့အခါကျ plan မရှိဘူးအစိုးရကြတော့လူလူတွေ plan မရှိဘူးတက်မတော်တော့သူ့ရဲ့စစ်စီရေးသူ့ရဲ့ဟွာတော့တက်မတော်မှာရေနံလောင်စာစီရောပဲဒီရေးစီကစတက်မတော်သူ့ရဲ့အရင်စီကအကုန်လုံးလောက်ရှိတယ်တက်မတော်တော့မှားလို့မရတဲ့ပြည့်ရှိတယ်လူလူနဲ့ပတ်သက်တော့တွားရောအစိုးရတွေကအဲ့ဟာကို plan မဆွဲနိုင်ဒီစွမ်းရင်တို့ဘာလို့များလို့ဗျာဒီစီဝါကူတန်းတို့ဒါတွေကပလန်ကြရမှာမဆိုဘူးစက်သုံးစီတင်ရပြန်မဆိုအဲ့တော့မြန်မာနိုင်ငံတရက်ကိုစီဘယ်လောက်သုံးလဲလီတာတန်းဘယ်လောက်လဲကားမြန်မာနိုင်ငံမှာကားစီ6တန်းလောက်ကျော်လို့ရှိတယ်စိုက်ကယ်စီပါအကုန်ပေါက်တရက်ကိုလီတာတစ်စီးကိုလီတာ1လီတာပဲသုံးရင်လီတာ6တန်းသုံးမယ်အဲ့တော့တရက်ကိုတစ်စီးကို5လီတာ10လီတာ10လီတာဆိုတန်း60သုံးမယ်လီတာတန်း60တရက်စာတန်း60ရက်ပေါင်းဘယ်လောက်ပဲရှိသလားဘယ်လောက်ရှိသလဲနမူနာပေးရအောင်နော်ကျွန်တော်နမူနာပေးရအဲ့ဒါဘယ်လောက်ရှိလဲအဲ့ဒါကိုတိကျထုတ်ပြန်ပြီးတော့မှလူမတိုးနေစဉ်ဟိုရက်ဆွဲနဲ့ပတ်ပြီးတော့ဟိုလို့တန်းစီပြီးတော့စနစ်ကျသွားဖို့လောက်ရင် plan ဆွဲရင်ရပါတယ်ဗျာဒါပေမဲ့ခုကဘာလို့ပြောက်တော့ကြည့်လို့ရှိရင်ရှောက်လို့တော့ဒီလိုစာထုတ်တော့လူတွေတိုင်းနာမယ်ထင်လို့လားဘယ်တိုင်းနာမလဲမလိုက်နိုင်ရဲရခံအောင်မယ်ပတ်လေရိုက်မှာအဲ့တော့ကျွန်တော်တခါကျရင်လေဟိုကိုဟိုအားမရပါဘူးဗျာပေါ့နော်အားမရတော့လဲမရတော့ညာတော့လဲကျွန်တော်ဘာမှမလုပ်နိုင်တဲ့ကိစ္စဖြစ်တဲ့အတွက်ကျွန်တော်တို့ကြည့်နေရုံကလို့ဘာမှမတတ်နိုင်ဘူးเนาะအဲ့တော့ဒီကြတော့ကျွန်တော်တို့အစိုးရဘုံမှာကျွန်တော်တို့ယုံကြည်မှုရဖို့ကျွန်တော်တို့အစိုးရဘုံကျွန်တော်တို့ပြည်သူလူယုံကြည်မှုရဖို့ကျွန်တော်တို့အစိုးရကိုယ်တိုင်ကပြည်သူလူယုံကြည်နိုင်အောင်ယုံကြည်လောက်ပဲကိန်းဂဏန်းတွေ data တွေအချက်လက်တွေနဲ့လှုပ်ဆောင်ချက်တွေနဲ့ပြသမှာကျွန်တော်တို့ပြည်သူလူကအစိုးရဘုံယုံကြည်မှာပေါ့မဟုတ်ဘူးယုံမှာအခုစင်ကာပူဘာသာကြားလို့ဘာမှမကြောက်စင်ကာပူမှာ AC ပဲမလေးရှားဘာသာကြားဘာမှမကြောက် AC ပဲသူတို့မှာလုံလောက်တဲ့ wine refinery ကောင်းလုပ်ထားတယ်ရင်းနှီးချက်ဆို share လုပ်ထားတယ်ပြီးတော့ reserve တွေကောင်းလုပ်ထားတယ် reserve ကောင်းလုပ်ထားတယ် reserve နော်အခုဒီမှာကျွန်တော်ကတော့ဘုဒ္ဓဘာကိုမထုတ်ပြန်နိုင်မကျင်ညာနိုင်ကျွန်တော်ကပြောတာရှိမကျင်ညာနိုင်တော့ပြီပေါ့အဲ့ဒါဆိုရင်ကမ္ဘာလူကြီးမှာအဲ့ပြဿနာဘလို့ထပ်ရှင်းကြအောင်မနေ့ကလည်းတန်းစီကြအောင်ပဲတပတ်ကလည်းတန်းစီကြအောင်ပါပဲစောင့်ကြည့်လိုက်အောင်လူတွေက
မရဘူးစိုးတော့ကလည်းလက်စီကြပါပဲအဲ့တော့လူတို့လည်း message ပေးနေတာကိုလိုတာလေးရပြီခဏတော့မစီဘဲနဲ့ခဏနေကြပါနော်အဲ့လိုပဲကျွန်တော်ပြောလို့ရမယ်ကျွန်တော်ဘာမှမပြောတတ်ဘူးခဏလို့မှားတယ်လို့ပြောချင်ဘူးလူတို့လေတော်တော်လေးတော့စနာကတ်ပါတယ်ဗျနော်ကထားပါလို့အဲ့တော့ဖြစ်သည်များကျွန်တော်အကောင်းပေါ့ဗျာနော်ဖြစ်သည်များကျွန်တော်အကောင်းပေါ့နော်ဒါလည်းအဲ့လိုပဲကျွန်တော်ပြောရပါတော့နော်အဲ့ဒီကကျွန်တော်တို့ဒီ FBI ဆိုအမေရိကန် FBI ကအခုထိုင်းမြန်မာနယ်စပ်ဟိုရောက်နေတယ်ထိုင်းမြန်မာနယ်စပ်မဲဆောက်နာတော့ကိုရောက်နေဒီမြောက်ရီတစ်ဖက်ကနေပေါ့ဗျာရောက်နေ FBI ရောက်ပြီးတော့ဒါပေမဲ့ရောက်ချောင်းဓာတ်ပုံတွေထုတ်ပြလာတယ်ပြပြီးတော့ FBI ကဒီကြားဖြန့်ခေါ် online လိမ်လည်မှုနှိမ်နေမယ်ဆိုပြီးတော့ပြောတယ်မလားအဲ့တော့ထိုင်းဆိုရရဲတပ်ဖွဲ့တွေကသူတို့ပူးပေါင်းဆောင်ရွက်မယ်လို့ပြောတယ်ပြောလို့ပြီးတော့သိကြအခုမနေ့ကဆိုစထုတ်ပြပြီးဓာတ်ပုံတွေဓာတ်ပုံထုတ်ပြတော့ဘယ်လိုကြည့်လဲကြားဖြန့်ခေါ် online လိမ်လည်မှုနှိမ်နေဖို့ဆိုပြီးတော့ဓာတ်ပုံထုတ်ပြတဲ့ဓာတ်ပုံဘယ်လိုပြလဲဆိုတော့အဲ့ဒီ FBI အရာရှိတွေမြန်မာဘက်ကိုမှန်ရောက်နေကြည့်နေတာသူတို့နှိမ်နေဖို့ဆိုတော့မြန်မာပြည်ဘက်ကိုလှမ်းကြည့်နေတယ်ဆိုတော့မြန်မာဘက်ချောင်းလာနှိမ်နေမှာလားဒါမှမဟုတ်မြန်မာဘက်ကိုဖိအားပေးမှာလားဒါမှမဟုတ်လာအိုကမ္ဘောဒီးယားကိုဖိအားပေးမှာလားလာအိုကမ္ဘောဒီးယားဗီယက်နမ်ထိုင်းပေါ့ဗျာဖိအားပေးမှာမြန်မာလုံးမှာလားဆိုတော့ကျွန်တော်အဲ့ဘယ်လိုမှမသိနိုင်ဘူးထိုင်းကတော့ရှင်းရှင်းလေးပဲသူ့ပေါ်ပုံကြလာတဲ့အပူကိုကျွန်တော်မြန်မာပေါ်ပုတ်ချမှာပဲအဲ့တော့မြန်မာအစိုးရဗာပြင်ထားတယ်နေဆက်လက်နက်ကိုင်အုပ်စုတွေနဲ့မြန်မာအစိုးရနဲ့ဘာဖြစ်တာလဲဘာသဘောတူထားလဲဒီလက်နက်ကိုင်အုပ်စုတွေက online နေလည်းမျိုးအကြီးကျယ်လုပ်နေတဲ့ကိစ္စနဲ့ပတ်သက်ရင်အမေရိကန်နဲ့မြန်မာအစိုးရကဘယ်လိုပေါင်းဆောင်မှုလုပ်မလဲဘယ်လိုညှိမလဲဘယ်လိုတိုင်ပင်မလဲဆိုတာတွေကိုကျွန်တော်တို့ဒီချာလေးကျတဲ့နာ plan ဆွဲဖို့လိုတယ်ဒီနှိမ်နှင်းမှုကိုအတူတူကပူးပေါင်းနှိမ်နှင်းရင်းနဲ့အမေရိကန်မှာနိုင်ငံရင်းနှီးမှုတဲ့ဆက်ဆံရေးတည်ဆောက်နိုင်ရင်ကောင်းမယ်အဲ့လိုမျိုးနဲ့မြန်မာကပါလိအပြစ်ကြီးဖြစ်ပြီးတော့မြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာတွေညှို့နှမ်းပြီးတော့အမေရိကန်မြန်မာကိုတောက်လျှောက်ရာဇဝတ်ဘာပဲနိုင်ငံကြီးတစ်ခုကိုလည်းညှို့ထိုးလာခဲ့ကျွန်တော်တို့နိုင်ငံပဲခံရမှာတော်တော်သိချောက်ပါထိုင်းကကျွန်တော်တို့ထုံးချပါပဲထိုင်းကကျွန်တော်တို့ထုံးချမှာအဲ့တော့မြန်မာဆိုအာဏာပိုင်ဖွဲ့စည်းနေတယ်ဒီအမေရိကန်ကြားဖြန့်ခေါ် online လိမ်လည်မှုနှိမ်နှင်းရေးအဖွဲ့ FBI နဲ့မြန်မာဆိုအာဏာပိုင်တွေဘယ်လိုမျိုးဆွေးနွေးထားတယ်လဲဘာကြီးကျွန်တော်တို့ထားလဲဒါလည်းပြင်မှုလို့တယ်အရာအလားနောက်ကျပြီးတော့ဝေယုံတုံးကနောက်ကနေဒုံခမှုစီကိုထားလိုက်ဟိုကြွေးကြော်တော့ကြွေးကြော်ပြီးလည်းပြီးဟုတ်လားမဟုတ်လားမသိပြောရတာပဲမှာလူသိညာအများပြည်သူရှိမှကြွေးကြော်ခဲ့တာပဲ online လိမ်လည်မှုအမြင့်ပြတ်ချိန်မမယ်လို့ဘာဖြစ်လဲညာဖြစ်ပဲလို့ပြောရတာပဲအမြင့်ပြတ်မပြတ်တော့ကျွန်တော်လည်းမသိဘူးနော်ကျွန်တော်လည်းမသိဘူးကျွန်တော်ပို့လည်းပြောရတာတခုရှိတယ်ကျွန်တော်မြန်မာဆိုအောင်ယုံကြည်လို့မဟုတ်ဘူးမြန်မာဆိုအောင်ယုံကြည်လို့မဟုတ်ဘူးကျွန်တော်ပြောရတာတခုရှိတယ် online လိမ်လည်မှုဆိုအမြင့်ပြတ်အောင်လုပ်မယ်လို့သူတို့ကြွေးကြော်ထားတယ်ကျွန်တော်ပြောရတယ်မပြတ်ဘူးခင်ဗျဒီဥမရနိုင်ဆိုရမပြတ်ဘူးနောက်တက်လာလို့ကျွန်တော်ဥမရနိုင်ဖြစ်လဲမပြတ်ဘူးအကြပြတ်ခေါ် online လိမ်လည်မှုမပြတ်ဘူးမပြတ်တော့အမြင့်မပြတ်ဘူးလောအမြင့်မပြတ်ဘူးရှိနေဦးမှာနော်ဘာလို့လဲဆိုတော့မွေးစေတော့အပြတ်နေနေလို့ပြောကြတာဦးသန်းရွှေကြီးတို့ဦးနေဝင်းတို့လက်ထက်ကလေးကပြောလာတာလူသားမျိုးတွေဘာဖြစ်စီတာမွေးစေတော့ပါဆိုလို့ကြီးညာလာတာတစ်ချိန်လုံးကြီးညာလာတာကျွန်တော်တို့မမွေးရင်လည်းကြီးညာလာတာအခုထိပြတ်လို့မပြတ်ဘူးပြတ်သွားတာမရှိဘူးမွေးစေတော့မပြတ်ဘူးမွေးစေတော့ပြတ်မသွားဘူးပြတ်မသွားဘူးနော်အဲ့တော့လက်နက်ကဒေါ်လာနဲ့ပုံကန်တဲ့သူတွေကိုလည်းဘယ်လိုမျိုးငါတို့ကငင်းငယ်ရဘယ်လိုလုပ်ပြီးဘယ်လိုလုပ်ပြောလာတာကျွန်တော်တို့မွေးနေရပြောလာတာအခုတော့ပြတ်လို့လားမပြတ်ဘူးအခု online နေနေမှုပြတ်မယ်ထင်လို့လားကျွန်တော်ပြောရတယ်ဥပဒေနိုင်တာယာရုတွေတခုခုယူမယ်နောက်အစိုးရသမဏထားလုပ်မယ်နောက်တော့ယူမယ်ကျွန်တော်ပြောရတယ်ဥပဒေနိုင်အသက်90ကျော်ကို80 90လာဖြစ်သွားမယ်ဒါဆိုသူအစိုးရတာဝန်တွေနိုင်ငံတာဝန်တွေကနားတော့မယ်အဲ online နေနေမှုမပြတ်ဘူးဘာလို့လဲအမြင့်တွယ်သွားပြီ internet ရှိနေတယ်ဖုန်းတစ်လုံးရှိနေတယ် satellite ဟို Starlink satellite ရှိနေတယ်သွားပြီဘာမှလုပ်မရတော့အဲ့ဒါနီးရှိတယ်စနစ်ရှိတယ်လူရှိတယ်ဒီမြအကုန်ရှိနေပြီပြန်သွားပြီအဲ့တော့လက်နက်ပုံကမှုနယ်မြေတွေမှာတပုံတွေနယ်မြေတွေမှာလည်းအကြီးကျယ်လုပ်နေတယ်အဲ့ဒါဘယ်လို့မှတားမရအဲ့တော့နိုင်ငံကတော့ FBI ခေါင်းစဉ်အောက်မှာပဲနိုင်ငံပြအောင်မယ်တော့မှာပဲအဲ့တော့ဘယ်လိုကြမလဲဘယ်လိုနေနေမလဲဒါကို master plan ပါလဲဘယ်မော်နဲ့နေနေမှာလဲနော်ကိုယ်နိုင်ငံတွေကဘယ်အဆင့်ပတ်သက်နေလို့ဘယ်သူတိပတ်သက်နေလို့ဘယ်လိုနေနေမှာလဲဆိုတဲ့မေးခွန်းမရပါဘူးဗျာကျွန်တော်ပြောရတာမဖြစ်နိုင်ပါဘူးအဲ့တော့ကျွန်တော်ပြောတာမဖြစ်နိုင်ပါဘူးပြောအစိုးရလူတွေကျွန်တော်အမြင်မကြည့်ဘူးကြည့်မရဘူးဆိုတော့ကျွန်တော်မတတ်နိုင်ဘူးဟုတ်တော့ဒါမှန်လားမှန်လားခင်ဗျားတို့လည်းသိတာပဲမဖြစ်နိုင်ဘူးဆိုတော့မဖြစ်နိုင်ဘူးပဲကျွန်တော်မြင်ချောင်းကြိုးပြောထားတာမဖြစ်နိုင်တာဘာလို့ဖြစ်နိုင်တဲ့လမ်းကြောင်းကမမြင်ရတော့တာအဲ့မဖြစ်နိုင်ဘူးပြောမှာနော်အဲ့တော့အခု FBI ဝင်တော့မယ်မနေသားကနေကိုယ့်ကိုကြည့်နေပြီဆိုတာဘယ်လိုလုပ်မလဲဘယ်လိုနိုင်နေမလို့လည်းမသိဘူးဘယ်လိုပုံစံနဲ့ကျွန်တော်နိုင်ငံကကြားညအောင်လည်းမသိဘူးဟို online နေလည်းကြားပြန်လုပ်လို့တကယ်လို့တဲ့ကောင်တွေအမေရိကန်ကောင်တွေဝင်ရှင်းသွားလို့ပျောက်သွားတာပြဿနာမရှိဘူးမဲ့နိုင်ငံကနာမည်သိက္ခာကျမယ်ဆိုရင်တော့မကောင်းဘူးပေါ့ဗျာဒါလေးလည်းအစိုးရအနေနဲ့ကြိုတင်စဉ်းစားထားဖို့လိုတယ်ကြိုတင် plan ဆွဲပြီး deal လုပ်ထားဖို့လိုတယ်နော်မဟုတ်ရင်တော့ကျွန်တော်တိုင်းပြည်ကနစ်နာမယ်ဗျဒါကျွန်တော်တူတူစိတ်ထဲမကောင်းတဲ့ကိစ္စပါနောက်တစ်ခုကကျတော့နောက်ထပ် issue တစ်ခုကတော့ဗာလဲဆိုတော့ကျွန်တော်တို့ဟိုဗာလဲဟိုဥလာဆိုကြီးပေါ့ဥလာဆိုကြီးကိုကျွန်တော်လဲတနာမိသွားတယ်တကယ်သူ့လည်းတနာမိတယ်ဗာတနာမိလဲဆိုတော့
သူရဲ့ကိုပိုင်မီဒီယာပေါ့ကိုပိုင် platform social platform ပေါ်နေသူပြောတယ်ပေါ့ဗျာအေးသူအပြုတ်ဖြုတ်မယ် details ခေါ်မယ်ဘာဖြစ်ရဖြစ်တယ်ပေါ့ဗျာအဲ့ဒါကြီးသူပြောတာတွေ့ရတယ်သူ့ကိုကြည့်ရတော့အားရပါတယ်သူပြောတာကြီးကြည့်ပြီးတော့အားရပါတယ်ဒါပေမဲ့သူလည်းသူသိနေပါလိမ့်မယ်ငါပြောတာမင်းလက်တွေမြင်ပြီးလုပ်တဲ့သူတွေကလုံးဝလုံးမလားမသိဘူးဆိုတော့ဖြစ်ရင်လေသူတွေးနေလိမ့်မယ်သူအစိုးရလည်းကလိလာကြည့်သလားထိတ်သလားမော့သလားကျွန်တော်မသိဘူးတကယ်ပဲအတီးပြောသလားကျွန်တော်မသိဘူးเนาะအဲ့တော့ဟိုလူတွေခေါ်နေတဲ့ဖီဖီဦးလာဆွေပေါ့နော်ဖီဖီဦးလာဆွေအနေနဲ့လေစိတ်လျှော့တာကောင်းမယ်ထင်တယ်ပေါ့နော်ဘာလို့ तू ကဆက်ပြောလိုက်ပြည်ပြင်းမီဒီယာရဲ့သူ့ကိုလှော်လိုက်နဲ့အပြည်ခံပြောရတဲ့နေတိုင်းနာမည်ကဟိုဦးလာဆွေကိုတဲ့ပြည်ခံပြောအတွဲခံမဲ့သဘောရှိတယ်နောက်ဖီဖီလာဆွေအနေနဲ့လေဖီဖီအနေနဲ့လေစိတ်လျှော့တာကောင်းပါလေဗျာဘာလို့ဒီလေးခေါ်ပြီးချမယ်လို့ဘာလို့ညာလို့လဲ तू ပြောနေမယ်တနေ့တည်းဖြစ်မယ်လို့ပြောနေမယ်အခုလက်ရှိအချိန်ထိတက်တော်နဲ့အေးနဲ့ကြားမှာဖြစ်နေတဲ့အခင်းချင်းကိုကြည့်လိုက်ရင်မတိုးတာမဆုတ်တာအခြေအနေရှိနေတယ်တက်ကအေးအပြတ်နေနိုင်ပြီလားမေးAI တိုင်းတွေစက်ဝင်လာတဲ့ AI တွေတော့အပြတ်မရှင်းနိုင်သေးဘူးမကွေးပကိုးနဲ့ဒီစကိုင်းပကိုးဟိုပါစီခံရတဲ့အုပ်စုတွေတော့မရှင်းနိုင်သေးဘူးနောက်တစ်ခါတန်တွဲတွေငပလီတို့ဒီကွာတန်တွဲငပလီအဲ့အနီတောင်ကိုဟိုဘက်ကိုပေါ်ဆက်တက်ပေါ့ဗျာအဲ့လိုမျိုးကြောက်တော်လို့စရှိတဲ့ကြောက်တော်ထားတော့တန်တွဲတောင်ကုတ်ဒီပေါ့နော်ပြန်သိမ်းမလားမင်းခုထိသိမ်းမယ်ဆိုတဲ့အရေးအကြောင်းမျိုးတစ်ခုမှမမြင်ရသေးဘူးမမြင်ရသေးတော့တမတော်စစ်တီနေရာလည်းမမြင်ရသလိုတမတော်နဲ့အေးနဲ့ချနေတာကြောက်ဖြူမှာချတယ်ဆိုပြီးတော့ခုထိအေးဘက်ကသာဖိတ်လုံးနေဝါရဖြန့်နေတာပြီးရင်ညောင်ကျိုးခုနဒီအမ်ဘရန်လန်ပေါ့နော်အဲ့ဒီနားတော်မှာစစ်တပ်စကားကိုမနက်ဖြန်တော့ခါပဲနိုင်ရီကတော့မနက်ဖြန်တော့ခါပဲကြာတော့မလားပုံစံမျိုးအေးကကြွကြော်ပြောနေတာဟုတ်တယ်ငါလည်းကွာကားလမ်းပေါ်မှာလဲဒီလိုပဲခုချိန်ဒီစစ်တပ်ကားတစ်စီးကစစ်တပ်ကားတိုင်းကငါလည်းကွာကားလမ်းကိုဖြတ်ပြီးတော့ကွာတီကိုထိုးပေါက်ကားမောင်းသွားတာမျိုးအတိုင်းယူရမျိုးမတွေ့ရသေးဘူးအဲ့တော့ဦးလာဆိုရင်ဖီဖီလာဆိုကပြောနေတာတကယ်လို့ပါမလားကျွန်တော်လည်းမသိတဲ့အခါကျတော့ဖိဖိအနေနဲ့စိတ်လျှော့တာကောင်းမယ်လို့ကျွန်တော်ပြောချင်တယ်နော်အဲ့လိုပြောချင်တာအဲ့ဒါမဖြစ်နိုင်ဘူးပေါ့နော်လုံးဝပုံလည်းမပေါ်ဘူးဗျလုံးဝပုံလည်းမပေါ်ဘူးတတ်တော်အနေနဲ့ကဒီလက်ရှိအခြေအနေခင်းချင်းကိုကျွန်တော်ကြည့်ရခြင်းအပြင်တော့အစိုးရအပြောင်းလဲတော့ကိုသူအာရုံပိုစိုက်နေပုံရတယ်အစိုးရအစ်စ်ပေါ်လာပြီးမှလွတ်တော်ကအတီးပြုလို့တိုက်တာမျိုးလုပ်မလားဆိုတာတော့ကျွန်တော်မသိဘူးအဲ့ဒါဥလာဆိုရင်လွတ်တော်မှာဖိဖိလားဆိုရင်လွတ်တော်မှာအစိုးတင်သွင်းပြီးတော့လုပ်မှာပဲရမယ်အဲ့တော့ဖိဖိကိုတိုက်တွန်းတာတစ်ခုရှိတယ်အခုမလောရတဲ့ဖိဖိအနေနဲ့မပြောပါနဲ့ဖိဖိရဲ့ဖိဖိခုချိန်ပြောမယ်အစားဖိဖိအနေနဲ့ကဘာလို့တင်တာလဲလို့မင်းလွတ်တော်ရောက်တော့မှအားရပါမင်းကုန်းထုတ်ပြီးတော့လုပ်ပါဖိဖိရဲ့နောက်ဆိုရင်ဖိဖိအနေနဲ့ဖိဖိပဲထိတ်တော့ဟောက်မှာဆိုလို့ပါဖိဖိကိုစိတ်ဘူးလို့စိတ်ဘူးလို့နော်အဲ့တော့အဲ့လိုပဲကျွန်တော်ပြောချင်တော့တယ်အခုချိန်သူပြောလို့ပြောတာပဲဖတ်တယ်မှာဘာမှမထူလွတ်တော်ရောက်သူပြောရင်သူလည်းတစ်ချိန်တော့ပြောခဲ့တာပဲ KIA ကိုရွှေလက်နဲ့ခေါ်မင်းကဘူးလက်နဲ့ခေါ်ဆိုဘူးလက်လားဆိုနာမည်ကြီးသွားတယ်အဲ့တော့အခုလည်း AA နဲ့ပတ်သက်ပြီးတော့အဲ့လိုထပြောတော့လွတ်တော်ကြပြောရင်တော့ကောင်းပါလေအခုချိန်ပြောတော့ဆိုင်တွတ်တော်ရဲ့မှာတေချာပြောပြီးတော့တကယ်လို့ကောင်းပါလေကိုကတော့အဲ့လိုပြောရတဲ့ဝါရဖြန့်နေတာပြန်သွားတာမြေမှာတက်လို့စကြောင်းတွေထိုးမရလှုပ်မရတယ်ကျွန်တော်ဖြစ်ပါအဲ့တော့ဟိုဒါကြရင်လည်းကျွန်တော်တိုင်းပြည်ရဲ့ဖြစ်နေတဲ့ခင်းချင်းကြည့်ပြီးကျွန်တော်မှလည်းဘာပြောမှမသိဘူးနော်ကိုယ်ပဲစတူတွေရမ်းကြွနေသလားတော့မသိဘူးဖြစ်နေပြီတက်ဆိုင်ရာပုံကိုယ်တွေကဟိုအေးစင်းနေပြီကိုကပဲစတူတွေရမ်းကြွနေသလားပေါ့နော်မြင်ရမလို့ခေါင်းကပဲလှုပ်နေသလားတော့မသိဘူးဖြစ်နေပြီကျွန်တော်ဘွားအဲ့တော့ဖိဖိနေနေလဲစိတ်လျှော့ဖိဖိလည်းစိတ်လျှော့ဒါလည်းစိတ်လျှော့မယ်နော်ဖိဖိတို့ကတော့အတူစိတ်လျှော့ပြီးတော့လွတ်တော်ကြီးပေါ်မှာပဲတို့လေတခုလုံးကြတာပေါ့ဖိဖိရဲ့နော်ဖိဖိနောက်ဆိုဖိဖိလည်းမကောင်းဒါလည်းမကောင်းအဲ့တော့ဖိဖိလားဆိုတိတိနေပြပြလိုက်ကြပါချစ်လို့စားတာလို့နော်ဒါလည်းချစ်လို့စားတာလို့ဖိဖိကိုခေါ်တာချစ်လို့စားတာလို့နော်ဒါစိတ်ဆိုးနေကြမှာကျွန်တော်ပြန်တွေ့နေပါဆိုလို့နော်ကတော့ဗျာအဲ့ဒါတော့ကျွန်တော်အခုနေရာမြကိစ္စလည်းရှိသေးတယ်နေရာမြကိစ္စဆိုတာချမ်းမဟုတ်ဗျဒီနေ့ဒီခစ်တဲ့မှာဘာဖြစ်လာတဲ့ကျွန်တော်တော်အားသိပါလားဒီသတင်းကလည်းစိတ်ဝင်စားဖို့တော်ကောင်းတယ်ခစ်တဲ့ကဝါရဖြန့်သလားမဖြန့်သလားမသိရဘူးမြဲဒီကောင်ကတကယ်ဖြစ်နိုင်ရှိဖို့များတယ်ဗျTime Internet ဖော်ပြချက်ကိုသူကကိုးကားပြီးဖော်ပြတယ်ဆိုတော့Time ကတကယ်ပဲဟုတ်သလားမဟုတ်သလားလဲပြောရခက်တယ်ပေါ့နော်တော့ဒီမှာဖော်ပြတဲ့ပုံစံကကော်တူလေးရဲ့သမရဆိုပြီးတော့ကိုကိုနာမည်တက်ထားတဲ့နေရာများကထိုင်ဝမ်တော်ပြီးလေတယ်ဆိုတဲ့ကိစ္စအဲ့ဒါတော့စိတ်မတော်ဘူးကောင်းတယ်တော်စိတ်မတော်ကောင်းတယ်အဲ့ဖေဖော်ဝါရီနေ့ကနေဖေဖော်ဝါရီ4ရက်နေ့အတွင်းမှာတဲ့နော်ဆိုတော့4ရက်ဆိုတော့ဒါပြီးခဲ့တဲ့လပေါ့ဗျာပြီးခဲ့တဲ့လဖေဖော်ဝါရီနေ့ကနေဖေဖော်ဝါရီနေ့အတွင်းမှာနေရာမြကထိုင်ဝမ်နိုင်ငံကိုပထမထိုင်ဝမ်ကိုတရုတ်တိုက်ပြီးပေါ့ဗျာတရုတ်တိုက်ပြီးကိုတွားလေတယ်တဲ့တွားလေတယ်လေပြီးတော့ထိုင်ဝမ်ခေါ်တရုတ်တိုက်ပြီးပေါ့ဗျာထိုင်ဝမ်ဆိုထိုင်ဝမ်ရဲ့သမရာရုံးရဲ့ဒုတိယထွေထွေမှုချုပ်မတ်ဟိုဆိုတဲ့ပုဂ္ဂိုလ်ပါဝင်အငိမ့်သားဆက်ရရှိနေတွေ့တယ်တဲ့ဆိုပြီးတော့တိုင်ပင်တိုင်းစ်သတင်းစာကိုကိုးကားပြီးတော့ဒါခက်တဲ့တွေကတော့ဖော်ပြတာဆိုတော့နေရာမြကထိုင်ဝမ်သွားတဲ့ကိစ္စနည်းထူးခြားတယ်ပေါ့နော်ထူးခြားတယ်ပေါ့ဆိုတော့နေရာမြဆိုတာမြန်မာနိုင်ငံမှာလက်နက်တဘုံအဆင့်ပဲရှိတယ်တဘုံတူပေါ့လက်နက်ပုံကန်တူပဲဖြစ်တယ်ပြီးရင်
တော့ကရင်ပြည်နယ်မှာတော့သူ့ရဲ့ကိုယ်ပိုင်နယ်မြေကြီးကြီးမားမားရတာမရှိသေးဘူး KNU နဲ့သူကဆင်ပြေလာတာမဟုတ်ဘူးအဲ့ဒါကိုသူကထိုင်ဝမ်ကိုတွားပြီးလေ့လာခွင့်ရတယ်ဆိုတာဘယ်သူကသူ့ကိုနောက်ကနေဒီကိစ္စကိုစီစဉ်ပေးတယ်ဆိုရင်မင်းကောနော်မင်းကောအဲ့မင်းကောစိတ်ဝင်စားဖို့ကောင်းတယ်နော်ကျွန်တော်ဒီမှာသူ့သတင်းတွေသူဖတ်မပြတော့ဘူးသို့တော့ကျွန်တော်ဒီနေရာမှာကျွန်တော်ရှုထောင့်လေးပဲစဉ်းစားပြောပြတော့မယ်ဆိုတော့ထိုင်ဝမ်ကိုနေရာများတွားဖို့အတွက်ကိုစီစဉ်ပေးတဲ့အဖွဲ့ကအသီးသန့်ရှိတယ်အဲ့ဒီအဖွဲ့ကထိုင်ဝမ်နဲ့ပလဲနံတင်ဖြစ်တဲ့အဖွဲ့ဖြစ်ရမယ်အဲ့ဒီအဖွဲ့ဘယ်ဖွဲ့ဆိုအမေရိကန်အုပ်စုပဲဖြစ်ရမယ်အမေရိကန်နောက်ခံဘက်ကတ်အုပ်စုဘက်ကပြီးတဲ့အုပ်စုအဲ့တော့နေရာမြမိမကလည်းအမေရိကန်သူလားမသိဘူးကျွန်တော်သိလို့အမေရိကန်သူလို့ကျွန်တော်နားလည်ထားတယ်အဲ့တော့နေရာမြမိမနဲ့ဆက်ဆက်ပြီးတော့များထိုင်ဝမ်ကိုအမေရိကန်အုပ်စုကရအောင်ပို့ပေးလိုက်တယ်လို့ကောက်ချက်ချတယ်ဒီလိုပို့ရခြင်းအပြင်တရုတ်ကပါဒုက္ခပေးခြင်းတဲ့သဘောလို့ယူဆအဲ့တော့ထိုင်ဝမ်အုပ်စုကနေရာမြတွေ့ပြီးတော့ဒီနေရာမြဘာလို့ supporting ပေးလိုက်မလဲဘာလို့လုပ်ပေးလိုက်မလဲဆိုတော့ကျွန်တော်မသိနိုင်ဘူးပြီးရင်အဲ့ဒါအနေပြီးတော့တခါတရုတ်ကိုဘယ်လိုကောင်တာပြန်သွားပြီးတော့မြန်မာနဲ့တရုတ်ကြားမှာကြည်ကြည်နေမှုပြက်ပြားအောင်လုပ်မလဲဆိုတော့ကျွန်တော်မသိနိုင်အဲ့တော့မြန်မာဆိုရအနေနဲ့ကအခုချိန်မှာကြိုးစင်းသားမှာဒီသတင်းတွေကိုလက်ဦးမှုရယူနိုင်စွာမရှိဘူးဆိုရင်တော့သတင်းတွေနောက်ဆက်တွဲ follow တွေလိုက်ပြီးတော့ဖြစ်နိုင်ကြီးတွေကိုကောက်ချက်ချတွက်ချက်ပြင်ဆင်ပြီးတော့ထိုင်းတရုတ်ဆိုရနဲ့ဖြစ်စီထိုင်းနိုင်ငံနဲ့ဖြစ်စီတည်တည်ချာစကားပြောလို့နေရာမှာထိုင်ဝမ်ထုတ်ဖို့အတွက်ထိုင်းနိုင်ငံရဲ့နေမျိုးတုံးပြီးတော့ထွက်ရလိမ့်မယ်ဘယ်လိုမှမြန်မာပြည်ရဲ့ထုတ်ဖို့မဖြစ်နိုင်ဘူးမြန်မာပြည်ဒီမြေပေါ်တုံးပြီးမြန်မာပြည်ပိုင်းနဲ့ကိုတုံးပြီးထွက်ဖို့ဆိုမဖြစ်နိုင်ဘူးအဲ့တော့သူဒီထိုင်းနိုင်ငံပိုင်းတဲ့နေမြေတစ်ခုခုအသုံးချပြီးတော့ထိုင်ဝမ်ထွက်ရတယ်အဲ့တော့တရုတ်ကပါမြန်မာဆိုရစကားပြောဖို့လိုပြီထိုင်းကိုလည်းစကားပြောဖို့လိုပြီအဲ့ဒါကြီးကိုလက်လွတ်ပေးလိုက်ခြင်းအပြင်ခင်ဗျာတိုင်းပြည်တွေတိတ်ခါကြတယ်မြန်မာနိုင်ငံလည်းတိတ်ခါကြတယ်အဲ့မြန်မာဆိုရဒါကိုဘယ်လိုစဉ်းစားမလို့မသိဘူးဒါတော့ခြေပြန်ကျွန်တော်ပြောချင်ပါတယ်ဒါမှကျွန်တော်လေတော့တော်နာနေမရတော့ဘူးအဲ့တော့ဒီလောက်ပဲကျွန်တော်ပြောချင်တော့မြန်မာဆိုရဘယ်လိုဆက်လုပ်မလဲကျွန်တော်စဉ်းစားမယ်ပြီးတော့ဒါတရုတ်ကိုထိုင်းကိုနိုင်ငံလုံးကိုမြန်မာဆိုရဆက်သွယ်ပြီးတော့ဒီနေရာနဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့နောက်ဆက်တွဲဂိတ်တွေကိုလေ့လာခိုင်းရတော့မယ်ပြီးတော့နောက်ဆက်တွဲရေးလာပြီးမှဒီကိစ္စကိုဘယ်လိုကင်တွယ်ဖြေရှင်းလဲဆိုတော့ပြင်ဆင်လို့လိုပြီဗျဆိုရလူတွေတီးကြောဆိုတော့သိပါပြီဒါပေမဲ့သူဘာလို့ကြောက်လဲကျွန်တော်မသိဘူးအဲ့တော့လောက်ချင်လောက်ကြောက်ပါဗျာကျွန်တော်ပြောခက်ပါတယ်နောက်ពេលလေးကတော့ဒေါ်စမ်းကြီးကိစ္စပါဒေါ်စမ်းကြီးဒီအကျဉ်းသားတွေလွတ်တဲ့ကိစ္စကလွတ်တာအကျဉ်းသားတွေဖြေလျှော့ပေးတဲ့ကိစ္စကမနေ့ကအစိုးရကြီးညာတယ်ဒီနေ့ထိလွတ်ပေးနေတော့မယ်တချို့မျိုးတွေတချို့ထောင်တွေမှာလွတ်ပေးနေတော့မယ်အဲ့ဒီမှာကျွန်တော်ရည်စရာပေါ့ဗျာသတင်းတစ်ခုပါနေတာဒေါ်စမ်းကြီးရဲ့တာကင်မရာကဒေါ်စမ်းကြီးလူမျိုးကြီးအတွက်ဆိုပြီးတော့အစီအစဉ်ဆွဲဖို့ဆိုပြီးတော့နော်ဝေဝန်ကြီးချုပ်နဲ့တွားတွေ့တယ်ဒေါ်စမ်းကြီးဖမ်းထားတာနော်ဝေဝန်ကြီးချုပ်မှမဟုတ်တာနော်ဝေဆိုရမှာမဟုတ်တာအဲ့နော်ဝေဝန်ကြီးချုပ်နဲ့တွေ့တယ်တွေ့ပြီးဘာလို့ရမှာဘာလို့လဲလေနော်ပြဒေါ်စမ်းကြီးလူမျိုးဖြေလျှော့ပါညာဆိုတော့ကျွန်တော်မနေ့ကပြောတယ်ကင်္ဂနမှာဆိုလို့ပြောတယ်အခုကျွန်တော်သိရပြီဒေါ်စမ်းကြီးရဲ့ကျွန်တော်ဒေတာပြထုတ်လိုက်အောင်တွေ့ရတယ်ဒေါ်စမ်းကြီးကိုနိုင်ငံတော်အမှုပေါင်း19မှုနဲ့တရားစွဲရတာထောင်တာ33နှစ်အဲ့ဒါကိုဖြေလျှော့ရတာ6နှစ်ဖြေလျှော့ရတယ်အမှု9မှုအတွက်6နှစ်ဖြေလျှော့လိုက်တဲ့အတွက်နော်33နှစ်ကလည်းရော့သွားတယ်20ကျော်ပဲကျွန်တော်20ကျော်ပဲကျွန်တော်အတက်လျှော့မယ်သဘောရှိတယ်နောက်ကျရင်အဲ့တော့ဒေါ်စမ်းကြီးကိုဖမ်းဆီးပြီးထောင်ချလာတာကလက်ရှိတည်တဲ့အစိုးရနော်ဝေနဲ့ဘာမှမဆိုင်အဲ့တော့နော်ဝေသွားတွေ့တယ်တဲ့ဟောအေးလို့ဒီကင်မရာဆိုတဲ့ကောင်တော်တော်ကြောင်တောင်ပြဒီကောင်တော်တော်ကြောင်တဲ့ကောင်ရှိတယ်ဒီကောင်ကောက်တီးလာပြီကောင်သူတွေ့ရမှာမြန်မာအစိုးရကိုတွေ့ရမှာလက်ရှိအစိုးရကိုခွင့်တောင်းအောင်လက်ရှိအစိုးရကြီးတရားဝင်စာရေးရမှာစာရေးတဲ့အခါမှာယောက်ျားပြည်သူကဂတိကိုရေးရမယ်ယောက်ျားပြည်သူကဂတိကိုရေးမယ်မြန်မာပြည်စာရေးပြီးအမေနဲ့တွေ့ကြလို့ကျွန်တော်အမေကိုတွေ့ရဖို့ကျွန်တော်ခွင့်ပြုပါအဲ့တော့ရောက်တွေ့ခွင့်ပေးမယ်ဆိုရင်ကျွန်တော်ဘာတွေမလုပ်ပါဘူးဆိုတော့ do and don't ကိုပြောပြီးတော့ကျွန်တော်ဂတိပေးရတယ်ပြီးမြန်မာပြည်နဲ့ကျွန်တော်မနေအမေနဲ့တူကျွန်တော်ဒီကောင်ဆက်နေပါမယ်မြန်မာပြည်ပြန်သွားတော့ပါဘူးမြန်မာပြည်ကနေမယ်အင်တာနက်မသုံးဘူးမြန်မာပြည်ဇက်မြုပ်ပြီးနေပြီးတော့အမေကိုထောင်တော့တွေ့လိုက်ပြုစုလိုက်ပဲကျွန်တော်နေပါတော့မယ်ဆိုတာမျိုးနဲ့ဂတိကိုပေးပြီးယောက်ျားပြည်သူကိုပေးပြီးတော့လုပ်ကြည့်လိုက်ဒီဘက်ဆိုရတော်လေးဖြေလျှော့လိမ့်မယ်အဲ့ပြီးကိုကဘာလို့လဲဆိုတော့အဝေးကနေမြန်မာဆိုတော့တင်းဆဲနေတယ်ပြီးတော့အမေနဲ့တွေ့လို့မတွေ့ဘူးလို့ပြောတယ်ကိုလည်းဆဲနေတယ်တွေ့လို့မတွေ့ဘူးလို့ပြောသေးတယ်အခုသွားတွေ့နေတာပေါက်တဲ့သွားတွေ့နေတာဆိုတော့တခါကျရင်ဒီကောင်ကြီးကဒေါအောင်ဆန်းစုကြည်ချစ်တာမဟုတ်ဘူးသူ့လူသူချစ်တယ်ပုံမဟုတ်ဘူးချစ်တာမဟုတ်ဘူးဗျသူ့နိုင်ငံရဲ့လှုပ်ရှားတော့ရဖို့အတွက်ပဲခေါင်းစဉ်မျိုးတက်ပြီးလှုပ်ရှားနေတော့သွားတွေ့ရတယ်အဲ့တော့သူ့အမေသိရင်လည်းစိတ်ကောင်းမှာမဟုတ်ဘူးအမေသိရင်စိတ်ကောင်းမှာမဟုတ်ဘူးသူ့သားတွေကိုလုံနေတော့သူ့အမေသိစိတ်ကောင်းမှာမဟုတ်ဘူးတခါကျရင်တချို့သားသမီးတွေကလည်းခင်ဗျမိဘကိုချစ်တယ်မဟုတ်ဘူးဗျမိဘနာမည်တက်ပြီးလှုပ်ချင်လှုပ်စားနေတာအရင်ချင်းမရှိတဲ့အခါလှုပ်စားတာတော့လှုပ်ပဲစားနေတော့တော့တွေ့ရတယ်ဆိုတော့လွဲရဗျအပေါ်ကအလွဲလေးဖြစ်နေတာကိုတော့တွေ့ရတယ်ဆိုပြောချင်တယ်အဲ့တော့ဒီကောက်လေးနဲ့မြန်မာဆိုရကိုစကားပြောရမှာတေချာညှိရမှာဟိုဘက်ကတော့တော့ရှောက်လို့ပြီးတော့ဆိုတော့ဒီလိုကောင်လေးကတော့ဒါဆိုသုံးဘက်ကိုပိုင်ထားတယ်လို့တော့ဖြစ်နေပြီဒေါန်ဆန်းစုကြည်ကိုတနာမိကြောင်းပြောရင်းနဲ့တနာပါအားလုံးပဲသိရပြီပါပဲကိုချင်းပါလေးရှိပါတိုင်းရိုစေနာမထမသာရှိပါကိုယ်နိုင်ငံသားချင်းချင်းအပြန်အလှန်တက်ဖြတ်နေကြတာကိုလက်ခုပ်တော်ဒီပြောနေတဲ့လူမိုက်လူရန်ကလူသက်အချမ်းဖက်အားပေးသမားခင်ဗျားဖြစ်နေသလားဆိုတော့ပြန်လဲမျိုးတော့ပြော